မင်္ဂလာပါပရိသတ်တို့ရေပြောတဲ့ channel လေးကနေပရိသတ်တို့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဇလန်လေးတင်ဆက်ပေးရတော့မယ့်အချိန်လေးရောက်ရှိလို့လာပါပြီပရိသတ်တို့ရေကျွန်မကတော့ TV ပါကျွန်တော်တို့ channel လေးကနေနေ့စဉ်နေ့တိုင်းမှာဆိုရင်တော့စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်အကြောင်းအရာမျိုးစုံကိုထုတ်လွှင့်လို့တင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှာဆိုရင်လည်းပရိသတ်တို့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်အကြောင်းအရာတစ်ပုဒ်ကိုစတင်ပြီးတော့တင်ဆက်ပေးသွားရမှာဖြစ်ပါတယ်ချစ်ပရိသတ်တို့ဒီနေ့မှာနားဆင်ခန်းစားရမှာတော့စာရေးသူရန်အောင်ရေးသားထားတဲ့အစေခံမဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ခန်းစားရတော့မှာဖြစ်ပါတယ်။အဲ့တော့ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးပြီးတော့ဇာတ်လမ်းလေးတွေနားဆင်တဲ့အခါမှာလည်း VPN လေးဖွင့်ပြီးနားဆင်အားပေးဖို့လည်းတောင်းဆိုပါရစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒါဆိုဇာတ်လမ်းလေးကိုစတင်နားဆင်အားပေးလိုက်ကြရအောင်ပါ။အိမ်မှာခိုင်းစီတဲ့မိန်းကလေးများဟုတ်အခုခေတ်မှာအိမ်ဖော်အိမ်စည်းလို့ခေါ်ကြတော့လေကျွန်တော်တို့ငယ်စဉ်ကတော့အစေခံမဆိုပြီးတော့ဒါခေါ်ဆိုကြပါတယ်အစေခံမရဲ့နာမည်ကတော့မက်ကျင်နေဟုတ်ပါတယ်မက်ကျင်ကကလေးတွေပေါက်ပြီးတော့ကစားရခြင်းလို့အပေါက်ခတ်ခံခဲ့ရပါတယ်ဒုက္ခဝဲကြရမှာကျင်ကဲ့သို့ခြားလေးလဲခဲ့ရပါတယ်ရွက်ကျင်ရွက်ဟောင်းကဲ့သို့သူတစ်ပါးမထီမဲ့မြင်ပြူခြင်းဂယုမဆိုင်ခြင်းလဲခံခဲ့ရရှာပါတယ်အများကလည်းစန့်ကျင်ဘက်ပြူကြတယ်ဒုက္ခတန်တရားမှာလည်းကျင်လေခဲ့ရပါတယ်တန်တကျင်နဲ့အထိုးခံရသည့်တပွဲဆင်းရဲခြင်းအဖုံဖုံလည်းကြုံတွေ့ခဲ့ရပါတယ်ကျင်ကြီးကျင်ငယ်နဲ့မချဆက်ဆုပ်ယွန်းရှာခြင်းကိုလည်းခံခဲ့ရရှာတယ်သို့တော့သူ့ရဲ့လုပ်ငန်းတာဝန်တို့ကိုတော့ကျွမ်းကျင်စွာဆောင်ရွက်ခဲ့ပါတယ်ကျွန်တော်အနေနဲ့ပြောရရင်သူဟာစတိုးစကျင်တပွဲလေးစားထိုက်ဂုံပြူထိုက်သူဖြစ်ပြီးတော့တယ်ကျွန်တော်လူမန်းသူမန်းသိစားသူတစ်ပါးပြောတဲ့စကားကိုနားလေစာအရွယ်ရပြီမက်ကျင်ကိုသိခဲ့တယ်တနည်းပြောရရင်မက်ကျင်ရဲ့အမည်ကိုအမြဲတမ်းကြားနေရတယ်ဟဲ့မက်ကျင်ဘာလုပ်လိုက်စမ်းဟဲ့မက်ကျင်ဘဲသွားလိုက်စမ်းမက်ကျင်ဒီလိုလောင်းစသဖြင့်မက်ကျင်ရဲ့အမည်ကိုခေါ်တဲ့အော်တန်များမှာနေ့စဉ်နဲ့အမျှအချိန်တိုင်းပင်ကြားနေရလေရမက်ကျင်ဆိုတဲ့ဝေါ်ဟာရာကိုကျွန်တော်ရှေးဦးရှေးပြနားယူွားခဲ့ပါတယ်မက်ကျင်နဲ့ကျွန်တော်ဟာအပေမြကန်ဆက်မိတယ်လေဆိုတော့သူ့အမိကိုကြားရဖန်များသဖြင့်ကျွန်တော်စပြီးတော့စကားပြောသည်မှာမက်ကျင်လို့ခေါ်ခြင်းပြောခြင်းပင်ဖြစ်တယ်မက်ကျင်ကကျွန်တော်ထက်အသက်16နှစ်ကြီးတဲ့ဖြစ်အတော်အရွယ်အမကြီးအရွယ်ဖြစ်တော်လေတခြားသူများခေါ်ကြသည်ကိုကျွန်တော်ကတန်ရောင်လိုက်ပြီးတော့မက်ကျင်လို့ပင်ခေါ်ဆိုတတ်ပါတယ်မက်ကျင်ကလည်းသူ့ကိုမက်ကျင်လို့ခေါ်တာသဘောကျဟန်တူပါတယ်ကျွန်တော်နဲ့စကားပြောရင်သူ့ကိုယ်သူမက်ကျင်လို့သုံးပြီးတော့မက်ကျင်ပြောမယ်မက်ကျင်လုပ်ပေးမယ်ကျင်နဲ့သွားကြရအောင်လို့အမြဲတမ်းပြောတတ်တယ်မက်ကျင်ကကျွန်တော်ရဲ့ဒုတိယမိခင်တနည်းပြောရရင်ကျွေးမိခင်လို့ခေါ်ဆိုနိုင်တယ်မမေကကျွန်တော်ကိုမွေးရုံသာမွေးထုတ်လိုက်ပြီးတော့ကျွန်တော်ရဲ့စားရည်နေရည်ကျွန်တော်ကိုအဆအဆပြုစုစောင့်ရှောက်ရေးမှန်သမျှမက်ကျင်ကလုံးဝတာဝန်ယူရပါတယ်ကျွန်တော်ကိုမက်ကျင်ကထိမ့်သိမ့်ချီချော့ရတယ်ကျွန်တော်အိမ်မက်ကျင်ကပကတ်လွှဲပေးရတယ်ကျွန်တော်နိုးဆိုင်မက်ကျင်ကပဲဖြောပေးရတယ်ကျွန်တော်အဝတ်စားကိုလည်းမက်ကျင်ကပဲလျှော်ဖို့ပေးရတယ်ကျွန်တော်ကိုရေးချိုးပြီးအဝတ်စားလဲပေးသည်မှာလဲမက်ကျင်ပဲဖြစ်လေရတယ်ညအိမ်ရင်မင်းကျွန်တော်နဲ့မက်ကျင်ကတခန်းနဲ့အိပ်ရပြီးတော့ကျွန်တော်နိုးလာရင်ချောကျွန်တော်နိုးဆိုင်တိုင်းနေမက်ကျင်မှာကျွန်တော်မိခင်အရင်ထပ်ပင်အလုံးများနေရှာလေးရတယ်ကျွန်တော်ဖခင်ရတော့ကိုတူးကိုချုံပြီးတော့ပညာသင်ကြားစူးစမ်းဆောင်ရွက်ခဲ့တဲ့ဖြစ်အရာရှိကြီးတအုပ်ဖြစ်လာသူဖြစ်တယ်ဖေဖေကတော့သူ့အကြောင်းအမြဲတမ်းဤသို့ပြောပြတယ်ဖေဖေတို့မျိုးရိုးကမညံ့ပါဘူးဖေဖေအဖိုးကမြမရှင်ဘရင်လက်ထက်ကမြို့တစ်မြို့အုပ်ချုပ်ရတဲ့မြို့ဝင်မြမရှင်ဘရင်ကိုအင်္ဂလိပ်ကဖမ်းသွားတော့ဖေဖေအဖိုးကလည်းမြို့ဝင်မဟုတ်တော့ဘူးတာမန်စင်ရတာဖြစ်သွားတာပေါ့ဖေဖေမိကြတော့စင်ရတာဘွားလောက်ကင်ရှာဖွေစားရပြီမေဖေဖေကိုမျိုးတစ်မျိုးပို့ပြီးတော့အင်္ဂလိပ်ကျောင်းမှာထားပေးတယ်စင်ရတာတွေဆိုတော့ကျောင်းစိတ်နဲ့ထမင်းစိတ်အတွက်ဖေဖေတို့ရဲ့အဖေဟာအင်မတန်ဝင်လေးနေရှာရဲဆိုတာဖေဖေကသိတယ်ဒါကြောင့်လေဖေဖေကတစ်နှစ်တန်းအောင်စူးစမ်းခဲ့တာ10တန်းအောင်တဲ့ခါကျတော့ကောလိပ်ကိုဆက်မတက်ပဲကျောင်းထွက်ပြီးတော့ကျောင်းဆရာလုပ်တယ်အဲ့လိုကျောင်းဆရာလုပ်ရင်အိုင်ကိုအလုပ်ဝင်ဖြေတယ်အိုင်အောင်တော့ BA ဖြေတယ်
BA အောင်တဲ့အခါအရာရှိကလေးဖြစ်လာတယ်။ဖေဖေကရိုးရိုးသားသားကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်။ဒါကြောင့်လေတဆင့်မီတဆင့်ယာရုတက်လာပြီ။အခုတော့ဒီအခြေအနေမျိုးရောက်လာရတာပဲတားကြီး။ဒါဖေဖေပြောပြတဲ့သူ့အကြောင်းဖြစ်တယ်။ဖေဖေကရိုးသားယုံစူးစမ်းယုံသားမကအလွန်အေးသူတယောက်လည်းဖြစ်တယ်။မေမေအကြောင်းမေမေကိုယ်တိုင်ကလည်းပြောပြတယ်။ဖေဖေကလည်းပြောတယ်။တခြားသူများပြောကြသည်များကိုလည်းကျွန်တော်ကြားရပူပါတယ်။မေမေကဆွေကြီးမျိုးကြီးကနေပေါက်ဖွာလာသူလို့အဆိုရှိတယ်။မေမေတို့ဘိုးစဉ်ပေါင်ဆက်ကစားပြီးတော့ဆွေမျိုးသားချင်းအလုံးတို့ဟာယာရုကြီးရှိသူတွေချမ်းသာကြွယ်ဝသူများကြီးဖြစ်သည်လို့ဆိုတယ်။ဒါကြောင့်မေမေကတော့အမျိုးကုံစီးစိမ်ကုံလင်းရဲ့ယာရုကုံတို့ကြောင့်မို့လွန်စွာမာမာနခတ်ထန်သူလို့ကျွန်တော်ကဆိုခြင်းတယ်။ကျွန်တော်တို့အိမ်မှာအစေခံထမင်းချက်မာလီဒရိုက်ဘာကလေးထိန်စသဖြင့်အလုပ်သမားတော်တော်များများရှိတာနေထွက်ကနေနေဝင်းဆိုသလိုကိုအလုပ်သမားတွေကိုမမေကစူတန်ဆဲတန်ကျိန်းမောင်းတန်များကိုနေစဉ်နဲ့အမျှကြားနေရလေရာမမေကိုကျွန်တော်ပင်ကြောက်ရွံ့နေမိရဲ့မမေကကြောက်လဲကြောက်စရာပင်အိမ်ကအလုပ်သမားတွေကိုကျိန်းမောင်းယုံဆဲဆိုယုံသားလည်းမကသူဒေါသထွက်လာပြီဆိုရင်တော့30သားခန့်လောက်ရှိမယ်ထင်ရတယ်သူဝတ်ထားတဲ့ကျိုးလိန်လက်ကောက်ကြီးနဲ့အလုပ်သမားတွေရဲ့ကောင်ခောက်တက်ရိုက်တက်ပါသေးတယ်ဒါကြောင့်မမေကစိတ်ဆိုးပြီးတော့စူးစူးညံ့ညံ့လုပ်ရင်ကျွန်တော်ကအကြောက်ကြီးကြောက်ပြီးတော့နေစရာမရှိဖြစ်ခါဖေဖေအနာတို့ဖြစ်စီမက်ကျင်အနာတို့ဖြစ်စီသွားပြီးတော့ကတ်တယ်ထိုအခါဖေဖေကကျွန်တော်စိတ်ပြောင်းသွားစီတယ်တခြားစကားများကိုပြောပြတယ်မက်ကျင်အနာတို့ကတ်ရင်တော့မက်ကျင်ကကျွန်တော်အိတ်ခမ်းတွင်းသို့ခေါ်သွားပြီးတော့အိတ်ပြောအောင်ချော့သိပ်တက်တယ်ကျွန်တော်အိတ်မပြောရင်အိမ်ပေါ်ကဆင်းခဲ့ကြပြီးတော့အိမ်ဝင်းထဲမှာစိုက်ထားတဲ့ပန်းတွေကိုခူးခြင်းဒါမှမဟုတ်ဒန်းပေါ်မှာကျွန်တော်ကိုတင်ပြီးတော့မက်ကျင်ကလွှဲပေးခြင်းဖြစ်ကျွန်တော်စိတ်ပျော်မှုရအောင်မက်ကျင်ကအမြဲတမ်းပြုလုပ်ပေးတယ်။ဒါကြောင့်ကျွန်တော်ကဖေဖေကိုအချစ်ဆုံးဖြစ်ပြီးတော့မက်ကျင်ကိုဒုတိယချစ်ကမမေကိုတော့တတိယအနေနဲ့ချစ်မိတယ်။ကြောက်ရွံ့ထိတ်လန့်ခြင်းဟာမုံတီယွန်ရှာခြင်းပင်ဖြစ်သည်ဆိုတဲ့သဘောကျွန်တော်ငယ်စဉ်ရပင်နားလေခဲ့မိရတယ်။ဒီနေ့မှာမမေရဲ့စူတန်ဆဲတန်ရိုက်တန်ပုတ်တန်များကြားလိုက်ရတာဖြစ်ကျွန်တော်ကပြေးပြီးတော့ကြည့်လိုက်ရတခြားသူကမဟုတ်မက်ကျင်ကိုရိုက်နှက်နေခြင်းဖြစ်တယ်မမေတော့ပါတော့ကျွန်တော်ကထို့သူအတန်ကုန်ဟစ်ပြီးတော့အော်ငိုလိုက်မိတယ်ကျွန်တော်ငိုတန်ကိုကြားလိုက်ရတာဖြစ်ဖေဖေကအပေါ်ဓာတ်ကနေပြေးစင်လာကလေးရှိမှမနှိမ့်ဆက်ပါနဲ့လို့ပြောတယ်ဘာလဲရှင့်မရအောင်နှိမ့်ဆက်လို့ရှင်ကနားနေရလားမမေကထိုတို့ရန်တွေ့တယ်မင်းကွာကလေးငငယ်အရွယ်မှာရိုက်တာနှက်တာနှိမ့်ဆက်တာတွေကိုမြင်ရတယ်စိတ်တက်ပြက်ပြားပြီးတော့အုံနောက်ဝေဒနာဖြစ်တတ်တယ်လို့ငါမေကိုဘယ်နှခါပြောရမလဲကွာဖေဖေကထိုတို့ပြောပြီးတော့အပေါ်တက်ကိုပြန်တက်သွားလျော်တယ်ကျွန်တော်လည်းမက်ကျင်လက်ကိုဆွဲပြီးတော့ကျွန်တော်အိတ်ခမ်းသို့လာခဲ့လိုက်တော့တယ်မက်ကျင်ကိုမမေကဘာဖြစ်လို့ရိုက်တာလဲအလကားပါရိုက်တာမဟုတ်ပါဘူးမမစိတ်ဆိုရင်အော်တက်တယ်မဟုတ်လားကျွန်တော်စိတ်မကောင်းဖြစ်မှာစိုးတဲ့ဖြစ်မကျင်ကကျွန်တော်လိန်ပြောခြင်းဖြစ်လိမ့်မယ်အိမ်နောက်ကျွန်တော်စိတ်ပြောင်းသွားစီရဲ့တခြားစကားများကိုမကျင်ကပြောပြနေလျော်တယ်မမေကသူ့စီရိုက်အတိုင်းပဲအိမ်မှာရှိတဲ့အလုပ်သမားများကိုစူဆဲရိုက်နှက်ပြူမြဲဖြစ်ရကျွန်တော်ကလည်းအမြဲတမ်းစိတ်မကောင်းဖြစ်ရတယ်အထူးသဖြင့်တော့မက်ကျင်ကိုဆဲရင်ရိုက်ကျွန်တော်မှငိုရတယ်ဖေဖေကကျွန်တော်စိတ်ချမ်းသာစီရင်ဆောင်ရွက်ပေးတယ်ကျွန်တော်တို့မြို့မှာအင်္ဂလိပ်ကဗျအမျိုးသမီးကြီးတူကကလေးချောင်းဖွင့်ထားတယ်အသက်3နှစ်မှ5နှစ်ရွယ်ကလေးများကိုထိုချောင်းကလက်ခံပြီးတော့စာအနှဲငယ်မျှတာတင်ပေးပြီးတော့ကြပြယုအကစားနီစီကံတကြနေထိုင်နီရင်ကျေးခြင်းစတာတွေကိုတင်ပေးတယ်ကျွန်တော်အသက်3နှစ်ရွယ်မှာထိုเจ้าမှာကျွန်တော်နေရရာမမေကစိတ်မချတဲ့ဖြစ်မကျင်ရလိုက်ပြီးတော့ကြည့်ရှုစောင့်ရှောက်နေရတယ်။ဒါကြောင့်ကျွန်တော်လည်းနားမညိရစိတ်မညိရတော့ပြီ။မကျင်လည်းအစဲရိုက်မခံရတော့ဘူး။ဖေဖေကိုကျွန်တော်တို့နှစ်ယောက်စလုံးကကျေးဇူးတင်လိုက်ရတယ်။ကလေးเจ้าမှာကျွန်တော်3နှစ်နေပြီးရဲ့နောက်မှာအစိုးရเจ้าတို့ပြောင်းရွှေ့နေထိုင်ရမကျင်ကเจ้าကိုလိုက်ပို့ပြီးတော့ကျွန်တော်တနေ့လုံးကြည့်ရှုစောင့်ရှောက်တယ်။ညနေเจ้าလို့တဲ့အခါမှာမကျင်နဲ့ကျွန်တော်ကအိမ်သို့ပြန်ခဲ့ကြတယ်။ဤကဲ့သို့
ကျောင်းပို့ကျောင်းဆောင်အလုပ်ကိုတော့မက်ကျင်ကလည်းအလွန်လှုပ်ချင်တယ်မမေကလည်းသဘောကျကျေနပ်နေလေရောတယ်တနေ့မှာတော့မနက်စောစောကျွန်တော်အိပ်ရာထသည်နဲ့တပြိုင်နက်မက်ကျင်ကနေ့စဉ်ပြုမြဲအတိုင်းကျွန်တော်မျက်နှာတစ်ပေးပြီးတော့ကော်ဖီနဲ့မုတ်တီတိုက်ကြွေတယ်ထို့စဉ်ကျွန်တော်ကမက်ကျင်ရဲ့မျက်နှာကိုကြည့်လိုက်မိတာခါတိုင်းနဲ့မတူပဲစိတ်မချမ်းသာတဲ့အမူအရာပေါ်နေလေရောတယ်မက်ကျင်ကိုမမေကရိုက်တာလားမရိုက်ပါဘူးကလေးရဲ့ဘာဖြစ်လို့မေးရလဲမက်ကျင်မျက်နှာစိတ်ညစ်နေတယ်လို့ပဲစိတ်မညစ်ပါဘူးနေနေမကောင်းလို့ပါမက်ကျင်ရဲ့မျက်နှာကိုကျွန်တော်မကြကြည့်မိတာကျွန်တော်ကြည့်တိုင်းမှာမက်ကျင်ကပြုံးပြုံးရွှင်ရွှင်လှုပ်ပြတော့လေဟန်ဆောင်ပြီးတော့ပြုံးနေကြောင်းကျွန်တော်ရိပ်မိလိုက်တယ်ထမင်းစားကနီးမှာတော့မက်ကျင်ကကျွန်တော်ရေချိုးပြီးအဝတ်စားလဲပေးပြီးတော့ထမင်းခူးပြီးတော့ကြွေတယ်ဒီနေ့ကမက်ကျင်အလုံးလုံးနေတဲ့ပုံဟာခရိုင်းထက်နှေးကွေးလေးကန်နေရဲ့လို့ကျွန်တော်ထင်မိတယ်ထမင်းစားပြီးရင်မက်ကျင်ကကျွန်တော်ရဲ့မျက်နှာကိုစူးစိုက်ကြည့်ရှုနေတဲ့ပုံဟာလေအင်မတန်ထူးခြားတယ်လို့ထင်စရာပင်ဖြစ်တယ်ဟဲ့မက်ကျင်တပားကိုအခုထက်ထိចောင်းသွားမပို့သေးဘူးလားဟုတ်ကဲ့မမပို့ပါတော့မယ်မက်ကျင်ကပြောဆိုကျွန်တော်လက်ကိုဆွဲလိုက်ပြီးအိမ်ထဲကထွက်ခဲ့ကចောင်းသို့လာခဲ့ကြတော့တယ်မက်ကျင်အတွက်ကျွန်တော်စိတ်ထဲမှာထင်နေတယ်မက်ကျင်စိတ်မကောင်းစီကတခုခုတွေးနေပြီလို့ကျွန်တော်တွေးမိပြီးတော့ကျွန်တော်လည်းစိတ်မကောင်းဖြစ်မိရဲ့ကျွန်တော်ចောင်းတက်နေတဲ့အချိန်မှာလဲမက်ကျင်အကြောင်းကိုပဲမကြာခဏတွေးမိပြီးတော့စိတ်မှာလဲမကြည်မသာဖြစ်ရတယ်နေ့လေမုတ်စားလှုပ်ချိန်မှာမက်ကျင်ကကျွန်တော်ကော်ဖီနဲ့မုတ်တိုက်ကျွေးတဲ့ဖြစ်ကျွန်တော်စားတော့နေစင်မှာမက်ကျင်မျက်ရည်ကျနေအောင်တွေ့ရတယ်မက်ကျင်ဘာဖြစ်လို့ငိုနေရလဲအော်မက်ကျင်မငိုပါဘူးလူကလေးရဲ့ဟိုမျက်စီတွေကိုပိုးကောင်ဝင်သွားလို့ပါကျွန်တော်အကြောင်းပြန်တက်တဲ့အခါမှာလေမက်ကျင်ရဲ့အကြောင်းစဉ်းစားနေမိလေရတယ်ညနေအကြောင်းလှုပ်ချိန်မှာတော့ကျွန်တော်မက်ကျင်စောင့်မျှော်နေကြနေရမှာမက်ကျင်ကိုမတွေ့ရတော့ပဲကျွန်တော်တို့အိမ်ဖော်အမျိုးသမီးမပူကိုသာတွေ့ရတယ်မက်ကျင်ဘယ်သွားတာလဲဟိုမမခိုင်လို့တခြားသွားနေတယ်နင်ငါနဲ့လိုက်ခဲ့ထို့တော့ပြောပြီးတော့ကျွန်တော်လက်ကိုဆွဲခေါ်သွားလေရတယ်အိမ်တို့ရောက်တည်နဲ့တပြိုင်နက်မမေကိုမက်ကျင်ဘယ်သွားလဲလို့မေးလိုက်ရမမေကလည်းမပူပြောသလိုပင်မမေခိုင်းလိုက်လို့တခြားကိုသွားတယ်လို့ပြောတယ်မက်ကျင်ဘယ်တော့ပြန်လာမှလဲလို့ကျွန်တော်ကမေးလိုက်တော့မမေကတော်တော်ကြာရင်ပြန်လာမယ်လို့ပြောတယ်သို့တော့တော်တော်ကြာတော့လဲမက်ကျင်ကပြန်မလားညစာစားချိန်မှလည်းရောက်မလားအဲ့ချိန်ရောက်လာသည့်တိုင်အောင်မက်ကျင်ကိုမတွေ့ရတဲ့အခါမှာတော့မက်ကျင်ကိုကျွန်တော်တတိယဝမ်းထဲကငိုမိလေရတယ်ဖေဖေကကျွန်တော်ကိုချော့တဲ့ဖြစ်ဖေဖေကိုပင်မက်ကျင်ဘဲသွားလဲလို့ကျွန်တော်မေးလိုက်တယ်မက်ကျင်ကကိစ္စရှိလို့သူတို့ရွာကိုပြန်သွားတယ်တာရဲ့ဖေဖေမက်ကျင်တို့ရွာဘာမှလဲဒီမျိုးနဲ့10 မိုင်လောက်ဝေးတယ်တာရဲ့ကျွန်တော်မက်ကျင်စီကိုလိုက်သွားခြင်းနဲ့မက်ကျင်ကိုလွမ်းနေဖေဖေမကြခင်မက်ကျင်ပြန်လာပါလိမ့်မယ်တားလေးရဲ့နော်သားနော်ညစာစားချိန်မှာတော့မပူကကျွန်တော်ကိုထမင်းကျွေးတယ်အရင်တုန်းကဆိုရင်မက်ကျင်ကကျွေးနေကြဖြစ်ရမပူကျွေးရအောင်မကြည့်နဲ့တဲ့ဖြစ်ကျွန်တော်လည်းများမစားပြီကျွန်တော်ထမင်းစားနေတဲ့အချိန်မှာမမေကမပူကိုမေးလိုက်တော့တယ်မပူတတထမင်းကောင်းကောင်းစားနိုင်ရဲ့လားဟိတိတ်မစားအောင်မက်ကျင်မကျွေးလို့ဆိုပြီးတော့ तू ကစိတ်ကောက်နေတယ်အေးကြည့်ချက်ပြီးတော့ချော့ကျွေးလိုက်ပါ၏မပူကကျွန်တော်ကိုချော်ကျွေးတော်လေကျွန်တော်မစားတော့ပဲထမင်းစပွဲရနေထသွားလိုက်တော့တယ်ညအိတ်ချိန်တို့ရောက်တော့အခါကျွန်တော်အိပ်ရဝင်နေအရင်ကဆိုရင်အိတ်ခမ်းတစ်ခုထဲမှာကျွန်တော်ကဂရင်တစ်လုံးမက်ကျင်ကဂရင်တစ်လုံးနဲ့အိတ်တယ်သို့တော့မက်ကျင်ကသူ့အိတ်ရကိုခင်းအောင်ခင်းထားပြီးတော့ကျွန်တော်နဲ့အတူတကရင်နဲ့လာအိတ်ပြီးတယ်လူကလေးမတော်တဆလေဂရင်ပေါ်ကနေလိမ့်ကြမှာဆိုလို့အဲ့ဒါကြောင့်လူကလေးနဲ့အတူမက်ကျင်ကအိတ်ပေးတာနော်ဒီလိုမက်ကျင်အတူတူအိတ်တဲ့ကြောင်မမကိုမပြောနဲ့နော်ကြားလာလူလေးကျွန်တော်ကလည်းမက်ကျင်ပြောပြမှားကြားထားသည့်အတိုင်းပဲမက်ကျင်နဲ့ကျွန်တော်ကအတူအိတ်ကြောင်ကိုမမေကိုပြောမပြဘူးဤအကြောင်းကိုမမေသိရင်မက်ကျင်ကိုစုမယ်ဆဲမယ်ရိုက်မှာတေးကြတယ်မက်ကျင်ကမမေရဲ့စုဆဲရိုက်နေခြင်းခံခဲ့ရသည်များကျွန်တော်မကြခဏကြားမြင်တွေးရှိရတဲ့ဖြစ်ကျွန်တော်မက်ကျင်ကိုတနာမိရဲ့တနာခြင်းဟာချစ်ချင်းထက်ပင်အသေးခိုက်တဲ့ကြောင်
ကျွန်တော်ငယ်စဉ်ကမသိတော့လေကြီးလာတဲ့အခါကောင်းစွာသဘောပေါက်လာမိရဲ့မကျင်မရှိတဲ့ဖြစ်ကျွန်တော်အခန်းထဲမှာမပူကလာပြီးတော့အိတ်တဲ့အခါကျွန်တော်မကြည်မနဲ့ဖြစ်သွားလျော်တယ်မပူကိုလည်းလာမအိတ်နဲ့ဆိုပြီးတော့ကျွန်တော်အော်ဟစ်ပြောလိုက်မိတယ်မပူကကျွန်တော်အခန်းထဲကဂရင်းတစ်လုံးမှာအိမ်မြဲအိမ်နေရကျွန်တော်မှမကြည်နဲ့ချင်းစိတ်ဆိုးခြင်းများကြောင့်မို့အိတ်လို့မပြောတော့ပဲမကျင်အကြောင်းကိုသာအမြဲတမ်းတွေးနေမိရတယ်မကျင်ကကျွန်တော်ကျင်နာယူရပုံများကျွန်တော်တို့ကမကျင်လောက်ကင်ဆောင်ရွက်ပေးခဲ့ပုံများစသဖြင့်မကျင်ရဲ့အကြောင်းကိုသာကျွန်တော်တွေးနေမိရအိတ်လို့မပြောနိုင်မင်းမျက်စိအကြောင်းသာဖြစ်နေလေရတယ်ဟဲ့မပူတအိတ်ပြီလားမအိတ်သေးဘူးမခုထိတော့မျက်လုံးကြီးပြူးနေတော့မယ်တအိတ်တော့လေညနေနေလာပြီမအိတ်ဘူးမကျင်ထဲမှာအိတ်မှာကဲမိမရေဖေတဖေတို့နဲ့အတူတူအိတ်လေနော်တားလိမ့်ပါတယ်လာဒီမှာမအိတ်နဲ့တော့လာဖေတို့ခန်းနဲ့လာရင်နော်ဟုတ်ပြီလားငါတာကျွန်တော်ကဖေနဲ့မမေရဲ့အလဲမှာအိတ်နေရတော့လေမကျင်ကိုတတိရပြီးတော့ဝမ်းနဲ့ပလက်ဖြစ်နေမိရတယ်မကျင်ကိုခေါ်ပေးမကျင်မရှိဘူးဆိုရင်မအိတ်ဘူးမကျင်ကိုခေါ်ပေးအခုညတော့ညနေနေပြီသားရဲ့မကျင်တို့ရွာ10 မိုင်လောက်ထိဝေးတယ်မနေ့ပြန်ကြတော့ဖေမကျင်ကိုသွားခေါ်ပေးမယ်လေနော်ဟုတ်ပြီလားသားထိုးတို့ပြောလာတော့ကျွန်တော်လည်းအတန်းငယ်စိတ်အေးသွားပြီးတော့အငိုတိတ်လိုက်ကအိတ်မပြောတပြောဖြစ်နေစင်မှာဖေနဲ့မမေပြောဆိုနေကြတဲ့စကားများကိုကြားလိုက်ရလေရောတယ်အမှန်ကတော့ကျွန်တော်အိတ်ပြောသွားပြီးထင်တာမို့သူတို့ကစကားပြောနေကြခြင်းဖြစ်တယ်တားကိုတနာပါတယ်ကွာမနေ့ပြန်ကြရင်တော့မကျင်စီကိုတယောက်ယောက်လှုပ်ပြီးတော့အခေါ်ခိုင်းမှဖြစ်မယ်ကျမတော့လေဒီကောင်မကိုခေါ်တော့မခေါ်ကျင်တော့ဘူးဒီကောင်မကိုပိုချစ်နေတာကျမနည်းနည်းမှမကြည့်နဲ့ဘူးမင်းကလည်းတဝင်ကြောင်လိုက်တာကွာကလေးဆိုတာတော့ဒီလိုပဲပေါ့ကွာလက်သားရဲ့လူကိုချစ်တာမျိုးပဲနောက်ပြီးတော့မကျင်ကလည်းတို့သားပေါ်မှာအင်မတန်ဂယုစိုက်တယ်အင်မတန်ချစ်တယ်မဟုတ်လားအဲ့တော့သားကလည်းသူ့ကိုပြန်ချစ်တာပေါ့ကွာမရဘူးကျမတို့ကိုပဲချစ်စေခြင်းနဲ့တခြားလူကိုချစ်တာကျမမကြိုက်ဘူးမအေးထက်တောင်မှသူကတခြားသူကိုပိုးချစ်နေရလေမိမရေချစ်တာကုံနိုင်ခန်းနိုင်တာမှမဟုတ်ပဲကွာတွန့်တုံနေစရာမရှိပါဘူးကွာချစ်တယ်ဆိုတာကောင်းတာပေါ့ကွာစိတ်အေးချမ်းသာဖြစ်တယ်မုန်းတာဒါမကောင်းတာမုန်းတယ်ဆိုတာတော့တာစိတ်မချမ်းသာရဘူးကွာဘာမှလာပြောမနေနဲ့ဘာပဲဖြစ်ဖြစ်ကျမကိုပဲအမေလိုချစ်စေခြင်းနဲ့ဟုတ်ပါတယ်တားမင်းကိုအမေလိုချစ်မှာပေါ့မင်းကအမေပဲဟာမကျင်ကိုကြတော့အတော်လိုအမလိုချစ်ရှာမှာပေါ့ဒါထက်အရေးကြီးတာရှိတယ်ဘာလဲဒါထက်အရေးကြီးတာဘာလဲမကျင်ကတားကိုချစ်လို့တားကိုဂယုဆိုင်လို့တားကမကျင်ကိုပြန်ချစ်တယ်အခုသူချစ်တဲ့မကျင်ကမရှိတော့လို့တားအကြီးကျယ်စိတ်မကောင်းဖြစ်နေတာတို့သားလေးဒီလိုစိတ်မကောင်းဖြစ်နေအောင်မင်းကဒီလိုပဲကြည်နေရသလားသူစိတ်ကောင်းအောင်လို့ငါတို့ကမလုပ်ပေးသင့်ဘူးလားကွာတော့ကလေ तू ကခဏပဲရှိသေးတယ်အဲ့တော့စိတ်မကောင်းဖြစ်မှာပေါ့ကြားတော့လေမေ့သွားမှာပေါ့ရှင်မင်းထင်ချင်းတယ်လို့မေ့သွားရင်တော့ကောင်းပါရဲ့မမေ့ပဲစိုးတဲ့ဆိုပြီးတော့ပိုဆိုးလာမယ်ဆိုရင်တော့တိတ်ပြီးစိုးရင်စီကကောင်းလာလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကလေးအရွယ်ဆိုတာအုံနောက်တို့နှလုံးသားတို့အင်မတန်နုတယ်ကွာဒီတော့ကလေးရွယ်မှာတောကတွေဒုက္ခတွေပူပန်စရာတွေများများတွေ့ရတယ်သူတို့အုံနောက်နဲ့နှလုံးသားလေးတွေထိခိုက်ပြီးတော့သူတို့ကြီးလာတဲ့အခါလူစင်မမီလူရမ်းမစေပဲအုံနောက်ဝေဒနာရှင်ဖြစ်လာတတ်တယ်ကွာကျမမကြည်နဲ့တာတော့မကျင်ကတသားကိုချစ်တာဂယုစိုက်တာတွေကအရန်လွန်လွန်းနဲ့ထင်နေဥစ္စာရှင်ထက်တခိုးကနှက်မျောဆိုတာလို့အမေရင်ထက် तू ကပုံမလွန်းနေရတော့ကျမတော့လုံးဝမကြိုက်ဘူးရှင်ပြီးတော့ကျမတို့သားလေးကျမတို့သားထက်မကျင်ကိုပိုးချစ်သွားမှာကျမသိပ်ပြီးတော့စိုးရိမ်မိရဲ့ရှင်မေမကျင်ကိုမေထက်သာပိုးမချစ်ပါဘူးမေကိုသာမကျင်ထက်ပိုးချစ်ပါတယ်နော်မေနော်မကျင်ကို
ပြန်ခေါ်ပေးနော်မေမေဟောတတအိတ်မပြောသေးပါလားခဲတတအိတ်တော့မေမေမနဲ့ပြန်ကြရင်လူလွတ်ပြီးတော့မကျင်ကိုခေါ်ခိုင်းပေးမယ်ဟုတ်ပြီလားမေမေကထိုးထိုးပြောကြကြမှာကျွန်တော်လည်းနည်းနည်းချိုက်အိပ်ပျော်သွားလေရတယ်မေမေကဂရိအတိုင်းပဲမကျင်ကိုအခေါ်ခိုင်းရနောက်နေ့မှမကျင်ရောက်လာတဲ့ဖြစ်ကျွန်တော်မှဝမ်းသာလုံးစိုးမိရတယ်ထိုအခါမကျင်ကကျွန်တော်ကိုသတိပေးတယ်လူကလေးမကျင်ကိုလေတိတ်ပြီးတော့အယောမဝင်နဲ့တိလားခန့်မမှန်နေလူကလေးကမကျင်နဲ့ရောလုံးချစ်လုံးရင်မခွဲပြစ်မှစိုးရတယ်မကျင်ပြောတဲ့အတိတ်ပဲကိုကျွန်တော်ကောင်းကောင်းနားလည်မိရဲ့မေမေကမိခင်တယောက်အနေနဲ့သူတယောက်ထဲသာကျွန်တော်ကိုချစ်ချင်တယ်တခြားအမျိုးသမီးဟာကျွန်တော်တားခဲ့သူချစ်တာကိုမေမေကမရှုစိမ့်မီဒါကြောင့်မကျင်ပြောတဲ့အတိုင်းပဲကျွန်တော်နဲ့မကျင်ကတိတ်ပြီးတော့ရောနှောခြင်းမပြုတ်ကြပဲခက်တန်းခန့်မမှန်နေကြလေရမေမေကလည်းအတော်လေးသဘောကျနေပုံပေါ်လေရတယ်မကျင်ကိုကျွန်တော်ချစ်ချင်းတနာချင်းမှာအကြောင်းထူတစ်ခုကြောင့်လဲပါတယ်ကျွန်တော်တို့အိမ်မှာအိမ်ဖော်တော်တော်များများရှိတယ်ဒါပေမဲ့မေမေဆဲဆိုရိုင်းနေတဲ့တံကိုမခံနိုင်ကြတဲ့ဖြစ်အဟောင်းထွက်သွားလိုက်အသက်ဝင်လာလိုက်နေတယောက်ပြီးတယောက်အပြောင်းလဲဖြစ်နေတော့လေကျွန်တော်မမွေးခင်ရပင်ကျွန်တော်တို့အိမ်တို့ရောက်နေခဲ့တဲ့မက်ကျင်ဟာသူ့အလိုလျောက်အိမ်အားထွက်သွားခြင်းတနည်းပြောရရင်ကျွန်တော်နဲ့ခွဲခွာသွားခဲ့ဘူးခြင်းမပြုတ်ခဲ့ဘူးပဲမေမေနှင်ချတဲ့ဖြစ်အိမ်အားဆင်းသွားရသည်သာရှိခဲ့ဘူးတယ်တခါတလေတော့မက်ကျင်ကပြောပြတတ်တယ်လူကလေးမေမေတန်းကိုမခံနိုင်လို့ထွက်သွားမယ်ကြံမောင်းများလာပြီတဲ့ဒါပေမဲ့လူကလေးနဲ့မခွဲနိုင်လို့မသွားဖြစ်တာတဲ့ဒီလောက်ထိကျွန်တော်ကိုချစ်တဲ့မက်ကျင်ဖြစ်တယ်မေမေချစ်ပုံကလည်းတစ်မျိုးဖြစ်တယ်သူတယောက်သားတယ်ကျွန်တော်ကိုသားလို့ချစ်ချင်ပြီးတော့တခြားသူကကျွန်တော်ကိုသားလို့မချစ်စေချင်လို့ပဲဒါကြောင့်မေမေရဲ့ချစ်ပုံကရဲစရာကောင်းပြီးတော့မက်ကျင်ရဲ့ချစ်ပုံကတနာစရာကောင်းတယ်လို့ကျွန်တော်ထင်မိတယ်မြည်တော့ပင်ဖြစ်စီကျွန်တော်ကမေမေရဲ့ရဲစရာကောင်းသောချစ်ချင်းမက်ကျင်ရဲ့တနာစရာကောင်းတဲ့ချစ်ချင်းတို့ကိုခံယူပြီးတော့မိခင်နှစ်ယောက်ရဲ့ကျင်နာယူရခြင်းမျိုးနဲ့ကြီးပြင်းလာခဲ့ရသည်မှာကံကောင်းတယ်လို့ပင်ဆိုရမှာဖြစ်တယ်ဒီလိုနဲ့ကျွန်တော်အသက်ကလည်းတဖြည်းဖြည်းကြီးလာပြီဖြစ်ရာမကျင်ရလဲကျွန်တော်ပိုက်ထွေးယူရခြင်းမပြုတ်တော့တဲ့ဖြစ်မေမေရဲ့ချစ်တဝင်ကြောင်မှုများလည်းမပေါ်တော့ပါကျွန်တော်10တန်းအောင်တဲ့အချိန်မှာရန်ကုန်တက္ကသိုလ်သွားရောက်ပြီးတော့ပညာသင်ကြားရမယ့်ကိစ္စပေါ်လာတယ်မေမေကတသားနဲ့အတူမေမေပါရန်ကုန်လိုက်နေခြင်းနဲ့လို့ပြောတယ်ဒါပေမဲ့မေမေကကျမ်းမာရေးမကောင်းတော့ခက်တယ်လို့ပြောရှာတယ်ဖေဖေကတော့မေမေကိုဆုံးပါတယ်မိမကျမ်းမာရေးကောင်းအနေထိုင်အစားအသောက်ကိုကျမ်းမာရေးနဲ့ညီညွတ်အောင်လုပ်ပေါ့ကွာနောက်ပြီးတော့ဒေါသကိုလည်းသိမ်းစီဒေါသကြီးလွန်းတဲ့လူတွေကကျမ်းမာရေးချွတ်ယွင်းတတ်တယ်ကွာအဲ့လိုပြောပြီးရဲ့နောက်မှာတော့ဖေဖေကကျွန်တော်ကိုဆက်ပြီးတော့ဆုံးပါတယ်ဖေဖေတို့ငငယ်တုန်းကတော့မိဘစင်ရဲလို့10တန်းအောင်ပြီမဲ့တက္ကသိုလ်ကျောင်းမနေနိုင်ပါဘူးကွာကျောင်းဆရာအလုပ်လုပ်ရင်ကိုတူကိုချွန်စူးစမ်းရင်BA ဘွဲရအောင်မအိပ်မနေစာကြက်ခဲ့ရတာငါသားကတော့ကံကောင်းပါတယ်ကံကောင်းတယ်လို့လူကလည်းကောင်းရမယ်နော်သားကျောင်းနေတယ်ဆိုတာပညာလည်းတက်ရမယ်စာမေးပွဲလည်းအောင်ရမယ်ပညာသာတက်ပြီးစာမေးပွဲမအောင်ရင်လည်းမဖြစ်ဘူးစာမေးပွဲတော့အောင်ပညာမတက်ရင်လည်းမကောင်းဘူးဒီတော့ပညာတက်ပြီးစာမေးပွဲအောင်ပါစေငါသားဟုတ်ကဲ့ပါဖေဖေပြောသလိုဖြစ်အောင်လို့ကျွန်တော်စူးစမ်းပါမယ်ဗျာပညာဆိုတာကုံတယ်ဆုံးတယ်လို့မရှိဘူးသို့ပေမဲ့ကိုလက်လန်းမိသလောက်တတ်နိုင်သလောက်တော့ပြီးအောင်ဆုံးအောင်သင်ရမှာပေါ့ရန်ကုန်တက္ကသိုလ်မှာမဟာဝိဇ္ဇာအတန်းမြင့်ဆုံးပဲကွာဒီတော့မဟာဝိဇ္ဇာအောင်တဲ့အထိတော့ဒါစူးစမ်းပြီးဝင်ဖေတို့ကဒါအတွက်ဘာမှလိုလေသေးမရှိအောင်လို့အားလုံးတာဝန်ယူပေးမယ်ဖေကကျွန်တော်ပညာသင်အားရှိအောင်အားပေးစကားပြောပြီးရဲ့နောက်မှာတော့ရန်ကုန်တက္ကသိုလ်တို့သွားပြီးတော့ပညာသင်ကြားရမှာကျွန်တော်နေစာရေးအတွက်တိုင်ပင်ကြပြန်နေကျောင်းကျောင်းစာဘောရာနေရမှာကျွန်တော်အနေထိုင်ကျင့်ကြံမယ်အစာအသောက်စိတ်တိုင်းကြမဖြစ်မှာဘူးမေမေကအလွန်စိုးရိမ်နေဒါကြောင့်မေမေကအကြံတစ်ခုပေးတယ်ရန်ကုန်မှာကျမမျိုးတွေရှိရလေသူတို့အိမ်မှာနေမယ်ဆိုရင်ကောင်းကောင်းလေးနေရမယ်ကောင်းကောင်းလေးစားရမယ်ရှင်
မင်းအမျိုးတွေအိမ်မှာနေကောင်းကောင်းစားရမယ်ဆိုတာတော့ဟုတ်ပါတယ်ကောင်းကောင်းနေရမှာတော့မဟုတ်ဘူးထင်တယ်နော်အိုးရှင်ရလေလေမဟုတ်တာပြောရမယ်ကျမညီမတွေနေတာနှစ်ထပ်တိုင်အကျဲကြီးရှင်ဘာဖြစ်လို့ကောင်းကောင်းမနေရမှာလဲနေဖို့အတွက်ကတော့နှောက်ယှက်ဖြစ်မှာပဲဘာဖြစ်လို့လဲရှင်ငါရန်ကုန်ရောက်တိုင်းမင်းညီမတို့တိုက်မှာတဲတာပဲသူတို့အကြောင်းသိတာပေါ့မင်းညီမကလည်းမင်းလိုပဲလေပူညံကြွစီလှုပ်တတ်တယ်မဟုတ်ဘူးလားအဲ့တော့ငါသားအေးလူဘလို့နေရတော့မှာလဲကွာအိုးသူတို့ဟာသူတို့စုတာပဲကိုလည်းကိုဘာသာကိုနေပေါ့ဘာဖြစ်လဲဒီလိုပဲဖြစ်မလဲကွာတိမ်ထဲမှာနေနေတဲ့လူတွေကစူညံပြီးပေါ်လို့ရိုက်နေမှာတော့ငါသားဘလို့အေးလူနေလို့ရမှာလဲကွာဟွန်းဘာလဲအဲ့လိုဆိုတော့တတကိုဘော်ရာပဲထားရမှာလားအကောင်းဆုံးနီးရတော့ကျောင်းသားနီးနီးမှာအိမ်တစ်လုံးငှားပြီးတော့အိမ်ကနေကျောင်းတက်စားတောက်မှုအတွက်ကိုတော့မဲဖြစ်မဲ့ကျဲမဲဖြစ်တာဝန်ယူပြီးတော့ချက်ပြုတ်ကျွေးရပိုကောင်းတာပေါ့ဟွန်းအဲ့လိုဆိုရင်တော့ကျမကိုယ်တိုင်ပဲလိုက်ပြီးတော့သားလေးကိုကျွေးမွေးစောင့်ရှောက်ခြင်းနဲ့ဒါပေမဲ့ကျုပ်ကကောင်းကောင်းမကျဲမှာတော့လုပ်ပေးနိုင်မှာမဟုတ်ဘူးရှင်တခြားတယောက်နဲ့စိုးပြန်တော့လေကျုပ်စိတ်မချပါဘူးတော့မင်းကလေမက်ကျင်နေဆိုရင်စိတ်ချရပါတယ်ကွာမင်းသားမွေးလာတဲ့အချိန်ကနေဒီနေ့ထိတားရဲ့တာဝန်တွေအလုံးကမက်ကျင်မဲလောက်ကင်ဆောင်ရွက်ပေးနေရမဟုတ်ဘူးလားအဲ့တော့ဒီလိုလို့ကျောင်းဖွင့်ကနေသားနဲ့တူမင်းရောငါရောမက်ကျင်ရောသွားကြမယ်ရန်ကုန်ကြရင်တော့မင်းညီမအိမ်မှာအဆင်ပြေရင်လေသူတို့အိမ်မှာနေပြီးတော့ကျောင်းတက်ပေါ့ဒါအဲ့လိုမှမနေချင်ဘူးဆိုရင်တော့ကျောင်းသားမှာအိမ်တစ်လုံးငှားပေးပြီးတော့ကျောင်းတက်အဲ့လိုလဲအဆင်မပြေဘူးဆိုရင်တော့ကျောင်းရီကျောင်းစားဘော်ရာနေပေါ့ဟုတ်လားသားဘလို့လဲအဲ့လိုစမ်းကြည့်ကြမလားဟုတ်ဖေပြောတာကောင်းပါတယ်ကျွန်တော်သဘောကျပါတယ်ဖေရန်ကုန်တက္ကသိုလ်မဖွင့်မီအတော်စောလေးရပြီကြိုတင်ပြီးတော့ဖေနဲ့မမီနဲ့မက်ကျင်မှာကျွန်တော်နဲ့အတူရန်ကုန်သွားလိုက်ကြတယ်မမေရဲ့ညီမဝမ်းကွဲတော်သူရဲ့တိုင်မှာကျွန်တော်တို့တဲခိုကြတယ်အမေနဲ့သူတို့ညီမဝမ်းကွဲပင်ဖြစ်တော်ညာလဲညီမအရင်နဲ့မချချစ်ခင်ကြတော့တွေးမြင်ရတဲ့အခါတခါဖေပြောပြတာကိုသတိရမိတယ်သူတို့မျိုးကကြီးမျိုးกว่าသူတပားပေါ်မှာပဲရက်ဆက်တက်တာသူတို့မျိုးချင်းကြအင်မတန်ချစ်ကြတယ်သားရဲ့ဖေပြောတဲ့အတိုင်းပဲမမေနဲ့တော်ကအလွန်ချစ်ခင်ကြတော့လေအိမ်ပေါ်ရီပေါ်မှာတော့မမေကဲ့သို့ပင်တော်ကလည်းရက်ဆက်ကြမ်းကြုတ်တဲ့အပြောဆိုအမူအရာမျိုးကိုကြားရမြင်ရလေဟာမမေကိုကျွန်တော်ကြောက်ရွံ့တယ်လို့ပင်တော်ကိုလည်းကြောက်ရွံ့မိရတယ်ဒါကြောင့်ပဲကျွန်တော်ကသူတို့အိမ်မှာနေပြီးတော့ကြောင်းတက်ရန်တော်ကအားတက်တယ်ရောစိတ်ပါလက်ပါပြောတော့လေကျွန်တော်ကတော့စဉ်းစားပါမယ်လို့သာမတင်မကြပြောထားလိုက်မိရတယ်မမေနဲ့တော်တို့ရဲ့ကိုယ်ရမှာဖေကကျွန်တော်သဘောမိတယ်ဒါဘလို့လဲဗမာနေခြင်းစိတ်ရှိတယ်လေကွယ်အမှန်ပြောရရင်တော့တော်ကိုကျွန်တော်ကြောက်တယ်ဒီမှာတော့ကျွန်တော်မနေချင်ဘူးဖေအေးဟုတ်တယ်ကြောက်လဲကြောက်စီရပဲဒါထက်အရေးကြီးတာတခုလဲရှိတယ်ဘာလဲဖေသူတို့မှာသမီးပြို2ယောက်ရှိတယ်မဟုတ်လားဒီကလေးမလေးတွေကပညာကိုကြိုးကြိုးစားစားမသိဘူးတယောက်မှလည်း10တန်းမအောင်သူတို့ရည်ရွယ်ချက်ကဝင်ငွေကောင်းကောင်းရတဲ့အရာရှိတို့လူချမ်းသာတို့အဲ့လိုလူမျိုးကိုရွေးယူပြီးတော့မင်းကတော့တတိကတော့လှုပ်ဖို့လောက်ပဲစိတ်ကူးထားတာအဲ့လိုမိန်းကလေးမျိုးတွေကိုဖေကသဘောမကျပါဘူးရှင်းပြောရရင်လေအဲ့လိုမိန်းကလေးမျိုးနဲ့ဖေသာအကြောင်းပါသွားမှလဲဆိုတယ်အဲ့ဒါဆိုရင်ဖေကမမေကိုတော့ဘာဖြစ်လို့ယူခဲ့ရလဲအေးငါသားမေးမယ်ဆိုလဲမေးစရာပဲဖေကလူရိုးလူအေးမဟုတ်လားလောကကြီးအကြောင်းလဲတိတ်တိသေးတာမဟုတ်ဘူးဖေအရာရှိဖြစ်လာတော့မင်းမမေရဲ့မိဘတွေကဖေမိဘတွေစီသွားပြီးတော့စကားကြောင်းကြတယ်ဖေမိဘတွေကသဘောတူလို့ဖေယူလိုက်ရတာဒါဟုတ်ဆိုရင်တော့ဖေလိုအဖြစ်မျိုးမကြုံစေချင်ဘူးကွာဟုတ်ကဲ့ဖေကျွန်တော်ဖေစကားကိုနားထောင်ပါမယ်ဒါပေမဲ့သားမေမေကိုကျေးဇူးတင်ဖို့ကောင်းတာတခုတော့ရှိတယ်ငါသားရဲ့ဘာလို့ကျေးဇူးတင်ရမှာလဲဖေတခြားကိစ္စတွေမှာသားမေမေကဘလောက်ပဲဆိုသားပေါ်မှာတော့ဘယ်တော့မှမစိုးဘူးကွာသားကိုချစ်တဲ့နေရာမှာဘယ်မိခင်နဲ့မှမတူအောင်ချစ်တယ်မိခင်ပဲအဲ့ဒါကိုတော့
ဖေဖေကသူ့ကိုကျေးဇူးတင်တယ်။တောင်းကိုလွန်ကြုံချစ်တယ်ဆိုတာဖေဖေပြောတဲ့ကြီးမျိုးတွေဆိုတာမျိုးကြောင့်လာမှမသိတာဖေဖေရဲ့။ဟုတ်တယ်။အဲ့ဒါလည်းကြီးစိတ်ပဲ။ဒါမဲ့ဘာပဲဖြစ်ဖြစ်ငါသားကိုချစ်ဖို့ရတာပဲ။ဖေဖေကဝမ်းလဲသားရတယ်။ကျေးဇူးလည်းတင်ရတယ်ကွာ။ဖေဖေနဲ့မမေဟာတမျိုးစီတစ်ပါးသားစီပဲနော်လူတွေကယဟန္တာမဟုတ်တော့အားလုံးကအကောင်းကြီးတော့ဘယ်ဖြစ်နိုင်ပါမလဲကွာအကောင်းများပြီးအစိုးနဲ့လူကောင်းမော်အကောင်းနဲ့ပြီးအစိုးများလူဆိုးပေါ့ဒီတော့လူကောင်းဖြစ်ချင်းအစိုးနဲ့ပြီးတော့အကောင်းများအောင်ကြံရပြောရလုပ်ရမယ်ကောင်းတဲ့လူကိုတွေ့ရင်ဆရာတင်ပြီးကောင်းတာတွေကိုအတူယူမကောင်းတဲ့လူကိုတွေ့ရင်လေဆရာတင်ပြီးတော့သူ့လိုမကောင်းမဖြစ်အောင်စင်ကြင်ရမှာပေါ့ကွာအဲ့လိုနေကျွန်တော်ရဲ့နေရေးထိုင်ရေးအတွက်အဆုံးဖြတ်မပေးရသေးတဲ့ဖြစ်တော်တော်တို့တိုက်မှာပဲကျွန်တော်တို့နေကြတယ်ငါသားတားနေဖို့နေရာရခဲ့ပြီဟုတ်လားဖေဖေဘယ်မှာလဲယောက်ျားရဲ့အိုးဒီတက္ကသိုလ်ကျောင်းနဲ့အနီးကလေးရဲ့တထက်တိုက်ကလေးကောင်းနေကွာတက္ကသိုလ်ကအင်္ဂလိပ်ပေါင်းမောက်ခကြီးတယောက်ကပင်စင်ယူပြီးတော့ဘီးလက်ပြန်တော့မှာမို့သူပိုင်နဲ့တိုက်ပေါ်ကအိမ်အောင်ပရိဘောဂတွေပါဈေးပေါ်နဲ့ရောက်မှာတဲ့ဈေးကလည်းတကယ်သက်သာတာကွာဒါကြောင့်စင်ရငွေအောင်ပေးခဲ့ပြီးအော်ဖြစ်မှာဖြစ်ရလေရှင်ကျမတို့လည်းတိုင်မင်မအောင်လားကျမတို့တိုက်ကနေပြီးတော့ကြောင်းတက်ပါလို့ဒီလောက်အတန်တန်ပြောရတာနေများတိုက်အတွက်စင်ရံပေးခဲ့တယ်လို့အံ့ပါရဲ့ရှင်တော်ဟာထို့သို့ကဲဆက်အပြစ်တင်လေရတယ်ဝါဈေးကအင်မတန်သက်သာတော့သူများဥသွားမှာဆိုလို့ငါစင်ရံပေးခဲ့ရတာကွာဒါလေကြောင်းနာနီးနီးနာနာနေလို့ရအောင်ပေါ့မင်းတို့မှာအခုတိုက်တစ်လုံးရှိတယ်မို့လားအဲ့ဒီတိုက်ဝဲပြီးမင်းတို့မှာတိုက်နှလုံးပိုင်နေပြီလို့သဘောထားပေါ့ကွာဖေဖေကဘလို့သဘောနဲ့ထိုကဲ့သို့ပြောလိုက်လဲမသိတော့လေတော်ကတော့ဖေဖေစကားအတွက်ကိုအများကြီးသဘောကျပြီးတော့ပီတိဖြစ်နေလေရတယ်ငါတို့သားနဲ့မင်းတို့သမီးလက်ထပ်ပြီးအခုဝဲမဲတိုက်ကမင်းတို့တိုက်ပဲပေါ့ကွာဤသဘောနဲ့ဖေဖေကပြောတယ်လို့တော်ကအယူရှိဟန်တူတယ်ဖေဖေတိုက်ဝဲမဲဆိုတော့မကန့်ကွက်တော့ဘူးမကြခင်မှာတော့ဖေဖေကတိုက်ဝဲလိုက်တယ်ကျောင်းဖွင့်မှုရက်တန်ကြာလိုသေးတော်လေကျွန်တော်တို့ကထိုးတိုက်တဲ့သူပြောင်းရွှေ့ပြီးတော့နေထိုင်ကြတယ်ကျောင်းဖွင့်တော့အခါမှာကျွန်တော်ကနီးနီးနာနာကျောင်းတက်ရတယ်ကျောင်းဖွင့်ပြီးရဲ့နောက်ရက်တော်ကြာသည့်တိုင်အောင်ဖေဖေနဲ့မမေတို့ကကျွန်တော်နဲ့အတူနေကြပြီးရဲ့နောက်သူတို့မျိုးတို့ပြန်ကြမိဖြစ်တော့အခါမမေကတသားနဲ့ကညရဲ့ညနေတခါမှမခွဲဘူးအခုရက်တွေလာပြီးအကြာကြီးခွဲနေရတော့မယ်ရှင်မင်းရလေလေသားကိုချစ်တဲ့နေရာမှာတော့ဘယ်မိခင်နဲ့မှမတူအောင်ချစ်တဲ့မိခင်ပဲမမေကျွန်တော်ရဲ့နေရေးထိုင်ပညာသင်ကျမ်းမာရေးအတွက်ကိုမပြီးနိုင်မဆုံးနိုင်အောင်မှားရန်ရှိကြီးမှားနေလေရတယ်အဲ့ဒီနောက်မှာတော့တသတင်းကြွတို့ဒီစင်မာတို့မှာရက်တော်များများကြောင်းပိတ်တဲ့အခါမမေစီကိုဆက်ပြန်လာခဲ့နော်ဟုတ်ကဲ့ပါမေရဲ့တားရအောင်ပြန်ခဲ့ပါမယ်ဟဲ့မဲနဲ့ကြီးငါသားအထူးကယူဆိုင်နော်ကြားလားမက်ကျင်ကိုမဲနဲ့ကြီးလို့ခေါ်ခြင်းမှာနက်ကြီးကောင်းနေရသူတို့အုံများတယ်သူတခြားပိုးကောင်ငယ်ကလေးများကိုတွင်းပြီးတော့မိမိရဲ့သားမဟုတ်ဘဲနဲ့သားအမှန်နဲ့ချစ်ခင်နေသည်ဆိုတဲ့အယူအဆရှိကြတယ်ထို့အတူပင်လေမက်ကျင်ဟာသူ့သားမဟုတ်တော့ကျွန်တော်သားကဲ့သို့ချစ်နေတဲ့ဖြစ်မဲနဲ့ကြီးလို့မမေကခေါ်လိုက်ခြင်းဖြစ်တယ်မမေကမက်ကျင်ကိုပုတ်ခက်ပြောလိုက်သေးတယ်အေးပါလေငါသားအတွက်စိတ်မချလို့သာမှားရတာပါမဲနဲ့ကြီးကတော့တသားကိုဂယူးဆိုင်မှာတေးကြပါတယ်ဘာလို့လဲဆိုတော့အတူကအစ်စ်ထက်တောင်ပိုတက်ပိုကဲနေသေးရမဟုတ်လားမမေကဘလို့ပဲတပုတ်လေးလွင်ပြောမက်ကျင်ကတော့သူ့ကိုမပြောသလိုမတုံမလုံခေါင်းငုံခန်းရှားလေရတယ်။အော်မင်းရလဲကွာမင်းသားကိုဒီလိုဂယူးတစိုက်စောင်းရှောက်ပေးနေရဲ့သူမင်းကျေးဇူးတင်ရမယ်စားပုတ်ခက်ပြောနေမှာတော့စောင်းရှောက်ပေးမဲ့သူကစိတ်ပြက်မသွားပေဘူးလားရှင်ရလေလေအရာကိုပါတယ်ဖေစကားကိုကြားလိုက်တဲ့အခါမှာမမေလည်းသူ့အမားကိုတီးသွားဟန်တူတယ်မကျင်ကိုနောက်ထပ်တော့ဘာစကားမှမပြောတော့ဘူးညီတို့ပင်ဖြစ်စေကမူ
မေမေကတနာစရာကောင်းတဲ့အမျိုးသမီးတယောက်လို့ကျွန်တော်မြင်မိတယ်။အဲ့လိုလေဖေဖေနဲ့မေမေတို့သူတို့မျိုးတို့ပြန်တော့မှဖြစ်တဲ့ဖြစ်ကျွန်တော်ကဘူးတာယုံတို့လိုက်ပို့ရရထားထွက်မှာမေမေကတရှုံရှုံငိုရင်းနဲ့ပါသွားလျော်တယ်။မေမေပြန်သွားပြီးရဲ့နောက်ရန်နှဲငယ်အတွဲမှာပဲမေမေထံစားရတယ်။ကျွန်တော်တတိယကြောင်ကျွန်တော်ကျမ်းမာရင်စူတောင်းကြောင်စသဖြင့်ကျွန်တော်နေထိုင်ရင်ပညာသင်ကြားရေးအတွက်မမေဆုံးမတက်မြေအတိုင်းပဲသူ့စာထဲမှာပါလာတယ်။မမေကသူ့မွေးနေ့ဖြစ်တဲ့ဗုဒ္ဓဦးနေ့တိုင်းမှာကျွန်တော်ထံကိုစာထည့်။မမေစာရတဲ့နေအများကျွန်တော်ကလည်းစာပြန်ရေးရတယ်။မမေအပျော်ဆုံးချိန်ကတော့နွေရာသီကျောင်းပိတ်ရက်ရှည်ဖြစ်တယ်။ထိုရက်မှာတော့ကျွန်တော်မမေထံပြန်ရတယ်။မကျင်ကတော့အိမ်ဆောင်နေရတဲ့ဖြစ်မလိုက်ခဲ့ရပြီ။တရင်ကျွတ်ပွဲတော်နဲ့ခရစ်စမတ်ပွဲတော်ရက်အတွက်ရက်တော်များများကျောင်းပိတ်ရင်လေမမေထံသို့ကျွန်တော်ပြန်ဖြစ်အောင်ပြန်ရတယ်။ကျောင်းဖွင့်တဲ့လာများအတွက်မှာတနင်္ဂနွေနေ့တိုင်းမှာကျွန်တော်ရောမက်ကျင်မှာစိတ်ညစ်ကြရတယ်။အကြောင်းကတော့ထိုနေ့မှာဒေါ်တော်နဲ့သူသမီးနှစ်ယောက်တို့ဟာကျွန်တော်တို့အိမ်ကိုရောက်လာကြပြီးတော့သူတို့အိမ်တစ်ဖွဲခြေလေလောက်ကင်ကြတယ်။မနက်စာရောညစာပါချက်ပြုတ်စားတော့ကြတယ်။မက်ကျင်ကိုလည်းအပြေးရှာပြီးတော့ကျိန်းမောင်းတတ်သေးတယ်။သူတို့ကြွယ်ရမှာတော့မက်ကျင်ကပြောတယ်လူကလေးသာမက်ကျင်သားဆိုရင်လေမက်ကျင်ကတော့လူကလေးကိုဒီလိုဟာရင်းနဲ့မပေးစားနိုင်ဘူးကျွန်တော်ကလေသူတို့ကိုစိတ်မဝင်စားပါဘူးကျွန်တော်ကဖေဖေသားပီတာစွာနဲ့စာအုပ်သားပင်စူးစမ်းတာမို့တစ်နှစ်တန်းလဲမှန်မှန်အောင်ခဲ့တယ်မဟာဝိဇ္ဇာတန်းနောက်ဆုံးနှစ်သို့ကျွန်တော်ရောက်ရှိသင်ကြားနေစဉ်မှာဒုတိယကမ္ဘာစစ်မီးကြီးဟာကျွန်တော်တို့ပြည်သို့ကူးဆက်လာပြီးအင်္ဂလိပ်နဲ့ဂျပန်စစ်ကြီးညာလိုက်လျော်တယ်ကျောင်းများပိတ်တဲ့ဖြစ်ကျွန်တော်ကလည်းဖေဖေနဲ့မေမေထံပြန်သွားရမက်ကျင်လည်းအတူပါလာတယ်။စစ်ကြီးဖြစ်လာပြီးဖြစ်တဲ့ဖြစ်အားလုံးကစိတ်မကောင်းဖြစ်ကြသလိုပဲမမေကလည်းစိတ်မကောင်းဖြစ်နေတော့လေကျွန်တော်နဲ့အတူအကြာကြီးနေရခြင်းအတွက်တော့အင်မတန်မှဝမ်းသာနေလေရောတယ်။အင်္ဂလိပ်စစ်တပ်များမြမပြည်ကနေအဲ့လိုစုတ်ခွာလာကြရမှာကျွန်တော်တို့မျိုးကစုတ်ခွာတဲ့လမ်းမှာတည်ရှိနေရကြမို့ဂျပန်တပ်တွေရဲ့ဘုံတံကိုလည်းခံရတယ်။တဖန်ဂျပန်စစ်တပ်တွေထားရှိတဲ့ဖြစ်အင်္ဂလိပ်ဘုံတံကိုလည်းမကြာခဏခံနေကြရတယ်။ဒါကြောင့်မြို့ပေါ်မှာမနေဝင့်ကြတော့ပဲကျွန်တော်တို့မိသားစုဟာ10မိုင်မြဝေးတဲ့မက်ကျင်တို့ရွာသို့ပြောင်းရွှေ့နေထိုင်ကြရတော့တယ်။မက်ကျင်တို့ရွာတော့စစ်ပေးစစ်တမ်းမခံရပဲအေးချမ်းလာတယ်။ရွာသူရွာသားများလည်းသဘောတက်ကာရကောင်းပြီးတော့စိတ်ကောင်းစေတနာကောင်းရှိကြတဲ့ဖြစ်ကျွန်တော်တို့ဟာစိတ်အေးချမ်းတာယာရတော့တယ်။တနေ့မှာတော့ကျွန်တော်ကရွာလမ်းမတိုင်းရှောက်လာခဲ့ရကျောင်းသူကျောင်းသားကလေးများကိုစာတင်ကြားနေရကျောင်းကိုတွေ့လိုက်ရတယ်။စစ်ပေးစစ်တမ်းလဲကင်းလို့တဲ့ဖြစ်ကျောင်းဖွင့်လင်မြဲဖွင့်လှစ်ပြီးတော့တင်ကြားနေနိုင်ခြင်းဖြစ်တယ်။ကျွန်တော်ကကျောင်းပေါ်သို့တက်သွားလိုက်ရလာလေးဆရာလာပါဆရာတို့မိသားစုကစစ်ပြေးဖြစ်နေကျမတို့ရွာကိုရောက်လာတာကျမကြားပါတယ်။ဆရာတို့အိမ်မှာနေရတော့ချင်းကကျမရဲ့အတော်လေးဟုတ်လားဗျကျွန်တော်ကဒေါ်ချင်းလက်ပေါ်မှာကြီးခဲ့ရတာဒေါ်ချင်းကကျွန်တော်ရဲ့ဒုတိယအမေပဲဆိုပါတော့ဗျာဆရာကိုတောင်းပန်ချင်တာတော့တခုရှိရဲ့ဆရာတက်နိုင်ရင်မော်လေဟုတ်ရတယ်ဗျကျွန်တော်ခိုင်းချင်တာရှိရင်ခိုင်းလေဘာမှအားနာစရာမရှိပါဘူးဗျဟုတ်ကျမညီမ10တန်းနဲ့အထက်တန်းဆရာဖြစ်အောင်ပါရဲ့ဆရာဒါပေမဲ့အင်္ဂလိပ်စာတော့မတတ်ဘူးဒီတော့ဆရာစီမှာကျမအင်္ဂလိပ်စာသင်ကျင်ပါတယ်ဆရာဝင်မလေးဘူးဆိုရင်မော်လေဝင်မလေးပါဘူးကျွန်တော်သင်ပေးမှာပေါ့ဆရာမအားရချိန်လာလေထို့သောကျွန်တော်ကပြောလိုက်လေရတယ်ညနေကျောင်းဆင်းချိန်တိုင်းမှာဆရာမမအေးမီဟာကျွန်တော်တို့နေတဲ့အိမ်တို့လာရကျွန်တော်ကအင်္ဂလိပ်စာသင်ပေးရတယ်မအေးမီကညံကောင်းယုံတာမကလုံလဝရိယလည်းကောင်းသူဖြစ်ရာအန်ဩလာအောင်မီတိုးတက်မှုတက်မြောက်မှုရှိလေရတယ်သို့တော့မအေးမီနဲ့ပတ်သက်ပြီးတော့စိတ်မချမ်းသာစရာတွေ့ကြုံရတယ်တနေ့မှာမအေးမီကကျွန်တော်ထံစာတင်မလာတဲ့ဖြစ်နေထိုင်မကောင်းဖြစ်နေသလားလို့တွေးပြီးတော့သူ့အိမ်ကိုကျွန်တော်ကလိုက်သွားလိုက်တယ်လာဆရာလာလိမ့်မယ်လို့တော့ကျမအထင်သာပြောစမ်းမအောင်ဆရာမဒီနေ့ဘာလို့မလာတာလဲမျက်နှာကလည်းညှိုးနေပါလားဗျဆရာတင်ပေးထားလို့ပဲအင်္ဂလိပ်စာအခြေခံတော်တော်ရနေပြီအဲ့တော့ကျမဘာသာဆက်ပြီးတော့ကြိုးစားသွားရင်ဖြစ်ပါပြီ
ဆရာတင်ပေးနေတာပင်မမှာဆိုလို့ကျမမလာတော့တာပါအဲ့လိုမဟုတ်နိုင်ပါဘူးမှန်ရကန်ရကိုပြောပါဗျာအကြောင်းထူးတစ်ခုရှိလို့မလာတာကျွန်တော်ရိမ့်မိပါတယ်ဗျာဘယ်ရတာဆရာကဘလို့ထင်လို့လဲကျွန်တော်ထင်ပြောရရင်တော့ဆရာမလာပါနဲ့လို့မမေကပြောလိုက်တယ်ထင်တာပဲမဟုတ်ပါဘူးဆရာမကဘာတူလာပြောလဲဖုံးမထားပါနဲ့ဆရာမရေကျွန်တော်လည်းတီးတဲ့လောက်တော့တီးပြီးပါပြီဆရာတို့မမေကပြောခိုင်းလို့ဒေါ်ချင်းကလာပြောသွားတာဘယ်လိုပြောတာလဲဗျပြောပုံကမကောင်းပါဘူးဆရာရေမသိချင်ပါနဲ့ပြောတာပြောပါဆရာမရေအကျိုးကြောင့်ဘာမှမသိရရင်ကျွန်တော်ကစိတ်မကောင်းဖြစ်နေတော့မှာဗျတူတူပြောရမယ်ဆိုရင်ဆရာစီကိုကျမလာပြီးတော့အင်္ဂလိပ်စာမသိမှနဲ့တဲ့ဘာဖြစ်လို့လဲဗျမအေးမီဟာရှဲရွံ့တဲ့အမူအရာနဲ့ခေါင်းငုံပြီးတော့ဆရာနဲ့ကျမကိုစိတ်မချဘူးထင်ပါတယ်အဲ့လောက်ပြောရင်ကျွန်တော်သိပါပြီရန်ကုန်မှာနေတဲ့တူတူမတယောက်နဲ့ကျွန်တော်မမေကကျွန်တော်ကိုပေးစားချင်တာကျွန်တော်ကမစုံမတ်ပါဘူးဖေဖေကလည်းသဘောမတူပါဘူးအဲ့ဒီအကြောင်းကိုလည်းဒေါ်ချင်းကပြောပြပါတယ်ဆရာမေမေကတော့အိုးချင်းထားအိုးချင်းထီကြိုးချင်းထားကြိုးချင်းကြီးဆိုတာလို့ဖြစ်မှာစိုးဟန်တူပါတယ်အဲ့တော့ကျမကိုအင်္ဂလိပ်စာသင်မပေးပါနဲ့တော့ဆရာရဲ့ရပါတယ်မဆိုင်ပါဘူးဆရာမရဲ့ကျွန်တော်သင်မြဲသင်ပေးပါရစေမမေရဲ့အယူသိမှုကြောင့်ဆရာမပညာသင်ကြားရေးပြတ်မဲဆိုရင်မမေမှလည်းတာဝန်မကင်းဘူးကျွန်တော်လည်းစိတ်မကောင်းဖြစ်နေရမှာအဲ့တော့ကျောင်းပိတ်တဲ့နေ့မှာဆရာမတို့အိမ်ကိုကျွန်တော်လာပြီးတော့သင်ပေးပါမယ်အဲ့လိုသင်ပေးရမှာလဲကျွန်တော်ကစိတ်ကြည်နေတော့မှာဒါတော့ဆရာသဘောပေါ်လीဆရာကိုလည်းစိတ်မကောင်းမဖြစ်စေချင်ပါဘူးစင်အိတ်ရစင်နိုးဆိုတဲ့စကားကဲ့သို့ပဲမမေကကျွန်တော်နဲ့ဆရာမအေးမီချစ်ခင်စုံမက်သွားကြမအောင်စိုးတယ်လို့ဆိုတော့အခါမှာမအေးမီကိုကျွန်တော်ကပို့ပြီးတော့စိတ်ဝင်စားလာတယ်ဂယုတဆိုင်အကဲခတ်ပြီးတော့ကြည့်မိတယ်အထူးသဖြင့်မမေတူမတွေဖြည့်ကြတယ်ရန်ကုန်ကအမျိုးသမီးများနဲ့မအေးမီကိုနှိုင်းရှင်ပြီးတော့ကြည့်မိတယ်အဲ့လိုနှိုင်းရှင်ကြည့်တဲ့အခါမှာမရှင်တောင်ကွာချားနေရအောင်တွေ့ရတယ်တခါတော့ဖေဖေနဲ့စကားပြောရင်းနဲ့ဆက်မိတဲ့ဖြစ်မအေးမီအကြောင်းပြောလိုက်မိရဲ့ဖေဖေဒီရွာကအကြောင်းဆရာမလေးကစိတ်နေစိတ်ထားအပြောဆိုအနေထိုင်အကုန်လုံးအကျင့်စာရိတ္တပိုင်းအလွန်တော်တယ်ဖေဖေအေးကွာဖေဖေလည်းတတိထားမိရဲ့ရုပ်လေးကလည်းအတော်ချော့တယ်နာမည်နဲ့လိုက်အောင်အေးအေးလူလူလေးရှိရဲ့မင်းမမေရဲ့တူမများနဲ့တော့တပါးသားစီပဲသားအိမ်အောင်ပြုတ်မဲလို့ကြရင်တော့ဒီလိုမိန်းကလေးမျိုးရွေးတဲ့နေမီးလောင်ရလေပင့်ဆိုသလိုမအေးမေကိုကျွန်တော်စိတ်ဝင်စားသည့်ထက်ပိုပြီးတော့စိတ်ဝင်စားအောင်လို့ဖေဖေကတိုက်တွန်းနှိုးဆော်သလိုဖြစ်သွားလျော်တယ်ကျွန်တော်တို့ကစစ်ကာလတစ်လျှောက်လုံးမှာမအေးမေတို့ရွာမှာအေးချမ်းစွာနေထိုင်ကြရတယ်စစ်ကြီးပြီးသွားသောအခါမှာကျွန်တော်မှဝမ်းသာဝမ်းနည်းဖြစ်ရတယ်လူအပေါင်းတို့ဒုက္ခအမျိုးမျိုးတွေးကြုံခဲ့ရတဲ့စစ်ကြီးပြီးသွားပြီဖြစ်တဲ့ဖြစ်စိတ်ထဲမှာဝမ်းသာရတယ်သို့တော့မအေးမီနဲ့ခွဲခွာရတော့မှဖြစ်တဲ့အတွက်တော့ရင်ထဲမှာစိတ်မကောင်းဖြစ်ရတယ်အတူနေစဉ်မအေးမီကိုကျွန်တော်ကဆွဲဆွဲလန်းလန်းရှိလာသည်လို့မထင်တာမန်မြလောက်သာခင်မင်နေခြင်းဖြစ်တယ်လို့ထင်မိတယ်အခုကဲ့သို့တကယ်တမ်းခွဲခွာရတော့မယ်ဖြစ်တဲ့အခါကျမှကျွန်တော်အကြီးကျယ်စိတ်မကောင်းဖြစ်ရခြင်းမှာမအေးမီကိုအစွဲကြီးစွဲနေပြီဖြစ်ကြောင်းထင်ရှားလျော်တယ်ဒါကြောင့်လေကျွန်တော်စိတ်ထဲမှာရှိသမျှကိုဖွင့်ပြောလိုက်တော့တယ်ဖြစ်နိုင်မယ်ဆိုရင်တော့ဆရာမနဲ့အတူကျွန်တော်တစ်သလုံးနေကြပါတယ်ကျမကလည်းအဲ့လိုအတူနေကြပါတယ်ဒါပေမဲ့ဆရာမေမေစိတ်မကောင်းဖြစ်မှစိုးမိရဲ့အဲ့တော့အတူနေဖို့ကတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးဆရာရဲ့အဲ့လိုနဲ့ကျွန်တော်တို့မျိုးတို့ထွက်ခါနီမအေးမေကိုနောက်ဆုံးနှုတ်ဆက်ခြင်းနဲ့နှုတ်ဆက်ရမှာကျွန်တော်ရင်တစ်ခုလုံးဟာပူလောင်ဝန်းကျက်စွာနဲ့မအေးမီရလေမျက်ရည်ကလေးလဲ၍နေရှာလျော်တယ်ကျွန်တော်တို့အကြောင်းကိုရှိမိတဲ့ဖေဖေရတော့ချစ်ခင်ပေါင်းတင်ဆက်ဆံခြင်းဟာ
ကွယ်ကွင်းနောက်ဆုံးရှိကြ၏ဆိုတဲ့တရားတိုင်းမော့ကွာလို့ပြောလာလေရော်တယ်စစ်ကြီးပြီးစားမှာတော့ကျွန်တော်နဲ့မက်ကြီးဟာရန်ကုန်သို့ပြောင်းရွှေ့နေထိုင်ကြပြီးတော့ကျွန်တော်ဟာတက္ကသိုလ်ကျောင်းမှာမဟာဝိဇ္ဇာတန်းနောက်ဆုံးနှစ်မှာသင်ကြားနေတယ်မအေးမေနဲ့ကျွန်တော်ဟာအမြဲတမ်းစာဆက်သွယ်ရှိတယ်တနည်းပြောရရင်စာအုပ်အောင်သွဲလုပ်ပြီးတော့သမီးကြီးစာဖြစ်နေကြတယ်သို့တော့တကယ်တမ်းပေါင်းရဖို့ကတော့ဖြစ်နိုင်မဲ့ကိစ္စမဟုတ်ဘူးလို့နှစ်ယောက်စလုံးကသိထားကြတယ်မမေကဘယ်နည်းနဲ့မှသဘောတူမှာမဟုတ်တော့ကြောင်မင်းမအေးမေကိုသတိရတိုင်းမှာသူ့အကြောင်းမက်ကျင်နဲ့ပြောပြဖြစ်တယ်မအေးမေကဒီနှစ်အင်္ဂလိပ်10တန်းဝင်မယ်တဲ့သူကမြန်မာ10တန်းအောင်ပြီဖြစ်တော့အင်္ဂလိပ်တစ်ဘာသာပဲဝင်ရမယ်10တန်းအောင်ရင်တက္ကသိုလ်မှာနေနိုင်တယ်10တန်းအောင်ပြီးတော့ရန်ကုန်ကျောင်းလာနေနိုင်ပါစေသူမလေးနဲ့လဲလူကလေးအကြောင်းပါပါစေကျွန်တော်ကမဟာဝိဇ္ဇာတန်းအောင်တယ်လို့ပြင်မအေးမေကလည်း10တန်းအောင်တယ်ကျွန်တော်ကရန်ကုန်တက္ကသိုလ်မှာဆရာလုပ်ရတဲ့ဖြစ်မအေးမေကလည်းပညာရေးတက္ကသိုလ်ပထမနှစ်ကျောင်းသူဖြစ်လာတဲ့ဖြစ်ကျွန်တော်တို့ချင်းကအတော်လေးနီးစပ်လာကြတယ်သို့တော့မေမေမကြည်မနှက်ဖြစ်မှာကိုတီးထားကြတဲ့ဖြစ်တအိမ်စီနေကြရတယ်မေမေရောမေမေညီမတော်ဟာပါတော်သမီးခင်ခင်ထူးနဲ့ပြီးစားရင်ကျွန်တော်ကိုအပူတပြင်းနားချကြတယ်ကျွန်တော်ကလည်းခင်ခင်ထူးကိုမစုံမဖေဖေကလည်းသဘောမတူမကျင်ကလည်းကန့်ကွက်တဲ့ဖြစ်ကျွန်တော်တို့3ယောက်ကတစ်ဖက်မေမေနဲ့တော်ဟာတစ်ဖက်အတိုက်ခံအမြဲဖြစ်ကြတယ်မေမေနဲ့တော်ကချက်ချင်းလောလောဆယ်လက်ထပ်ပေးလို့တယ်ကျွန်တော်နဲ့ဖေဖေကအကြောင်းအမျိုးမျိုးပြပြီးတော့နေရွှေလာရွှေလုံနေကြတယ်မေမေကမြေနဲ့ရလှမ်းဆိုင်တော်တယ်ကျွန်တော်ကခင်ခင်ထူးကိုမယူလို့ကြောင်းညင်းဆန်နေခြင်းဟာမက်ကျင်ရဲ့ပယောကပါတယ်မက်ကျင်ကသူ့တူမမအေးမီနဲ့ပေးစားလို့တာကြောင့်မို့ကားဖြက်ရဖြက်လုံနေရဲ့လို့မေမေကအယူရှိပြီးတော့မက်ကျင်ကိုကျွန်တော်နဲ့အတူမထားတော့ဘဲနဲ့သူပြန်ခေါ်လိုက်ပြီးတခြားအမျိုးသမီးတယောက်ကိုကျွန်တော်နဲ့အတူထားတယ်အဲ့လိုနဲ့မမေကလင်းကောင်းသားကောင်းရပါတယ်စီးစိမ်ဥစ္စာလည်းပြည့်စုံစွာနေရပါတယ်သို့တော့ကန်ဆိုးရှာပါတယ်ဒေါသမန်မာနအာကြီးလုံးလို့ပဲလာတော့မပြောတတ်ပြီနှလုံးရောဂါကက်ရောက်လာလေရလာအနှဲငယ်အတွင်းမှာပဲကွဲလွန်သွားရှာလျော်တယ်မေမေကွဲလွန်သွားတဲ့အခါမက်ကျင်ကကျွန်တော်နဲ့အတူလာနေတယ်ဖေဖေရဲ့ဆန္ဒအရာမအေးမရလဲကျွန်တော်အိမ်တို့ပြောင်းရွှေ့လေရကျွန်တော်တို့ကတိုက်တိုက်ဝုန်းဝုန်းဖြစ်လာကြလေရတယ်မေမေကွဲလွန်ပြီးရဲ့နောက်2နှစ်အကြာမှာဖေဖေရဲ့သဘောတူညီချက်အရာကျွန်တော်နဲ့မအေးမီတို့လက်ထပ်ကြတယ်ရင်းနှီးသောမိတ်ဆွေတင်္ဂဟများနဲ့ဆွေမျိုးသားချင်းများနဲ့တာခက်ချင်းချင်းအခမ်းအနားကျင်းပါရာတော်တော်တို့သားမိတွေလာရောက်ချင်းမပြူကြပါဖေဖေရဆိုတယ်သားမေမေလည်းစုံသွားရောသူတို့မျိုးတွေနဲ့ဖေဖေတို့တခါတည်းပြက်ကြရောပဲဒါလည်းကောင်းပါရဲ့သူတို့နဲ့ဖေဖေတို့ကဇရိုက်ချင်းအယူဆချင်းစိတ်နေစိတ်ထားချင်းမတူတပါးသားစီတခြားစီပဲကွာဖေဖေရလေအသက်ရွယ်တဖြည်းဖြည်းကြီးရင်လာတဲ့ဖြစ်သူ့မျိုးကတိုက်ကိုရောင်းပြီးတော့ရန်ကုန်မှာကျွန်တော်တို့နဲ့အတူလာရောက်နေထိုင်တယ်ကျွန်တော်ကတက္ကသိုလ်မှာဆရာလုပ်တယ်မအေးမီဟာအထက်တန်းကျောင်းတစ်ကျောင်းမှာဆရာမလုပ်တယ်ဖေဖေကတော့တရားစာဖတ်တရားအားထုတ်စက်မိသည့်အခါတရားစကားပြောတယ်ဤသို့ဖြင့်တငိမ့်ငိမ့်စီးသောမြင့်ရည်ပမာကျွန်တော်တို့ဘဝမှာအေးဆေးစွာဖြစ်ပင်တစ်နှစ်ပြီးတစ်နှစ်ကုန်းလုံးခဲ့ရာကျွန်တော်တို့မှာသားသမီး3ယောက်ထွန်းပေါက်ရရှိခဲ့တယ်ကျွန်တော်သားသမီးတွေဟာမက်ကျင်ကိုအမေကျင်းလို့ခေါ်ကြရာကျွန်တော်နဲ့မအေးမီရပါကလေးတွေရဲ့တန်ရောင်လိုက်ပြီးတော့အမေကျင်းလို့ခေါ်ဆိုကြတယ်အမေကျင်းဟာကျွန်တော်တို့အိမ်အောင်အတွက်ကတော့ဇက်လိုက်လို့ပင်စိုးနိုင်တယ်ကျွန်တော်ငယ်စဉ်တုန်းကအမေကျင်းရဲ့လက်ပေါ်မှာကြီးပြင်းခဲ့ရသလိုကျွန်တော်ရဲ့သားသမီးများဟာလည်းအမေကျင်းရဲ့လက်ပေါ်မှာပဲကြီးကြရရှာတယ်ဒါကြောင့်ဖေဖေကမကြာခဏပြောလို့ရှိတယ်မက်ကျင်ရဲ့ကျေးဇူးဟာဒါအပေါ်မှာရောတားမွေးရဲ့မြေးတွေအပေါ်မှာရောအင်မတန်ကြီးပါပြီတဲ့ကွာမက်ကျင်ကိုစိတ်ချမ်းသာအောင်ထားပေးကြပါဖေဖေမရှိတော့ရင်တော့မက်ကျင်နဲ့နေကြမင်းတို့လက်ပေါ်မှာပဲမက်ကျင်အသက်ပျောက်သွားပါစေကွာဖေဖေမမှားရင်တော့ကျွန်တော်တို့ကဤအတိုင်းဆောင်ရွက်ကြမှာဖြစ်တယ်ဖေဖေကမကြာခဏပြောတတ်တဲ့စကားရှိတယ်ရုပ်ရှင်ရုံမှာလက်မရအောင်တန်းစီနေတယ်လို့လူတိုင်းကလည်းတန်းစီနေကြတာပဲကွာ
တနေ့ကြတော့ကိုအလဲရောက်လာတာပဲဘာအလဲလဲသိလားသိလဲကွာလူတိုင်းတန်းစီနေကြတာသေမင်းရဲ့တကားဝါလီဖေဖေပြောတဲ့အတိုင်းပဲအသက်80ကျော်နေပြီဖြစ်တဲ့ဖေဖေဟာသေမင်းရဲ့တကားဝါတို့ရောက်နေလေရောတယ်ဖေဖေကတော့သေရမှာတိတ်မကြောက်ပါဘူးဘာဖြစ်လို့လဲဆိုတော့အာကုသို့နဲနိုင်သမျှနဲအောင်ကုသို့များနိုင်သမျှများဖေဖေအားထုတ်ခဲ့တာနှစ်ပရိတ်စီတာကြာမြင့်လာပြီကွာအဲ့လိုနဲ့သေရမအောင်တိတ်ပြီးတော့မကြောက်လာဘူးလို့ဆိုတဲ့ဖေဖေရလေသေမင်းရဲ့ခေါ်ဆောင်ရနိုင်ငံတို့လိုက်ပါသွားရရှာလေရတယ်အမတ်တရားဝါဆိုလားပြည့်နေဖြစ်တယ်ထိုနေ့မှာဖေဖေကိုအထူးသတိရပြီးတော့ဖေဖေအကြောင်းစဉ်းစားနေမိရဲ့ကျွန်တော်နဲ့မအေးမီဟာဖေဖေနဲ့မမေတို့ရဲ့နေရာကိုယူထားကြပြီဖေဖေနဲ့မမေတို့ကွဲလွန်သွားသလိုကျွန်တော်တို့ကလည်းနောင်တော့အခါမှာကွဲလွန်ကြပြီကျွန်တော်သားသမီးများကျွန်တော်တို့နေရာကိုယူကြပေးလိမ့်မယ်အိမ်နောက်ကျွန်တော်ရဲ့မြေးများမြင့်များအဆင့်ဆင့်နေရာယူပြီးတော့လူဟောင်းတို့ပျောက်သွားပြီးလူတစ်တွေရောက်လာပေးလိမ့်မယ်ဖေဖေရှိစဉ်ကပြောတဲ့စကားတခွန်းကျွန်တော်ကြားရောက်နေမိရဲ့ဖေဖေကတော့တေးရမှာတိတ်မကြောက်လာဘူးဘာဖြစ်လို့လဲဆိုတော့အာကုသို့နဲနိုင်သမျှနဲအောင်ကုသို့များနိုင်သမျှများဖေဖေအားထုတ်ခဲ့တာနှစ်ပရိတ်စီတာကြားလာပြီထိုစကားလေးကိုကျွန်တော်အမြဲတမ်းကြားရောက်နေမိရဲ့ဖေဖေကအစိုးရအမှုရန်အဖြစ်ကနေအနားယူပြီးရဲ့နောက်အမြဲလိုပင်စာရီဖတ်နေတာကိုတွေ့ရတယ်ဖေဖေဘာစာအုပ်တွေဖတ်နေရလဲဖေဖေဖတ်ခဲ့တဲ့စာအုပ်များကိုကျွန်တော်သိကျင်စိတ်ပေါက်လာတယ်ထိုစာအုပ်များထဲမှာစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်များကိုကျွန်တော်ဖတ်ကြည့်ရရင်ကျွန်တော်အတွက်အကျိုးရှိလိမ့်မယ်လို့ကျွန်တော်ကယုံကြည်မိတယ်ဒါကြောင့်ဖေဖေရဲ့စာအုပ်ဗီဒီယိုကြီးကိုဖွင့်ပြီးတော့ကျွန်တော်ကမှွေနှောက်ကြည့်မိတယ်အဲ့မှာစာအုပ်တအုပ်ရဲ့ကြားမှာညှက်ထားတဲ့စာချုပ်တစ်ခုကိုတွေ့ရသဖြင့်ကျွန်တော်ဖတ်ကြည့်တာအံ့ဩလွန်သဖြင့်သတိလစ်သလိုဖြစ်သွားမိရတယ်ထိုစာချုပ်ထူကြီးဟာကျွန်တော်တို့ရဲ့ဘဝကိုတမျိုးတစ်ပုံပြောင်းလဲပြစ်လိုက်လေရတယ်အရှိကိုအနောက်ဖြစ်အောင်အထက်ကိုအောက်ဖြစ်အောင်ပြောင်းပြန်ပြောင်းလဲပြစ်လိုက်သည်နဲ့တူတယ်ကျွန်တော်ရဲ့စိတ်များခြောက်ခြားလှုပ်ရှားလွန်လာသဖြင့်ဝမ်းသာရမည်လားဝမ်းနည်းရမည်လားလို့ခွဲခြားလို့မရအောင်ဖြစ်ရလေရတယ်ထိုစာချုပ်ကိုတွေ့ပြီးရင်တော့ဘာလို့ရမလဲမသိကျွန်တော်ရောင်းချဖြစ်နေရဲ့ကျွန်တော်အမူအရာထူးခြားဖောက်ပြန်နေသည်ကိုမြင်လိုက်ရတဲ့မအေးမီရပင်လွန်စွာအံ့ဩနေမိရတယ်ဆရာဘာဖြစ်နေသလဲဆရာကြည့်ရတာတမျိုးကြီးပါလားအဲ့လိုနဲ့ထူးခြားတဲ့စာချုပ်ကိုတွေးသည်နေ့ညအချိန်မှာအေကန်းထဲမှာကျွန်တော်တို့စီးဝေးလိုက်ကြတယ်ကျွန်တော်တို့ဇနီးမောင်နှံ2ယောက်သားသမီး3ယောက်နဲ့အမေချင်းမှာအားလုံးပေါင်း6ယောက်အိမ်ရှိလူကုန်ဖြစ်တယ်ကိစ္စစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တယ်အရေးအကြီးဆုံးကိစ္စလို့လဲဆိုနိုင်တယ်ကိစ္စအရေးကြီးလွန်းသဖြင့်ကျွန်တော်ဘယ်ရစပြီးတော့ပြောရမယ်မသိဖြစ်နေရဲ့အိမ်သားအားလုံးဟာကျွန်တော်ကိုငေးဆိုင်ကြည့်ရှုပြီးတော့ကျွန်တော်ဘာပြောမလဲဆိုတာကိုနားဆွင့်နေကြလေရတယ်ကျွန်တော်လည်းစိတ်แท้ပေါ်ရအောင်ပြောချလိုက်တော့တယ်အမေချင်းကိုကြည့်ကြစမ်းတို့အိမ်သူအိမ်သားတွေထဲမှာဘသူနဲ့အမေချင်းနဲ့တူတယ်လဲကျွန်တော်အမေကထူးဆန်းသဖြင့်အံ့ဩသွားကြပြီးတော့ဘသူမှအပြေမပေးကြချင်းအတန်ကြာတော့မှမအေးမီကအမေချင်းကကျမတော့မဟုတ်ဘူးလားဆရာရဲ့အဲ့တော့ကျမနဲ့အမေချင်းကတူတာပေါ့ဆရာရဲ့အမေချင်းနဲ့ကျွန်တော်နဲ့တူတယ်ကျွန်တော်သားငယ်ကဝင်ပြောလိုက်ရအားလုံးကပြုံးကြရဲကြလေရတယ်အမေချင်းနဲ့အဖေနဲ့ကတော်တော်တူတာထို့သူကျွန်တော်သမီးကြီးကပြောလိုက်ရကျွန်တော်အတော်အံ့ဩသွားမိတယ်ဟုတ်တယ်မှန်ထဲမှာမြင်ရတွေ့ရတဲ့ကျွန်တော်ပုံနဲ့ဓာတ်ပုံနဲ့ကကျွန်တော်ရုပ်စင်းတံတို့ဟာအမေချင်းနဲ့အတော်ကြီးတူနေကြောင်းကျွန်တော်သတိထားမိတယ်ကျွန်တော်မမေကကိုဝင်ရှိစဉ်တော့အမေချင်းကိုမမေကမြင်တွေ့နေရသဖြင့်စိတ်ဆွဲလန်းပြီးတော့ကျွန်တော်နဲ့မမေချင်းကတူနေချင်းဖြစ်တယ်လို့အမေရှိစဉ်တော့ပြောပြဘူးတယ်။ကဲအမေချင်းကျွန်တော်နဲ့အမေချင်းကတူတယ်လို့ကျွန်တော်သမီးကပြောနေပြီ။ဒါအောင်အမေချင်းကဘာပြောချင်တယ်လဲ။ဘာပြောစရာရှိလဲ။ကျွန်တော်တို့အိမ်မှာတော့
အမေချင်းရတာလင်ဇက်လိုက်ဖြစ်တယ်ဒါကြောင့်မို့လေဇက်လိုက်ဖြစ်တဲ့အမေချင်းကိုကျွန်တော်ကမေးလိုက်ခြင်းဖြစ်တယ်အမေချင်းကတော့ဘာမှပြောစရာမရှိပါဘူးလူကလေးရဲ့အမေချင်းကိုကျွန်တော်တခုမေးမယ်အမေချင်းမှန်မှန်ဖြေရမယ်နော်ဘယ်နဲ့လဲကျွန်တော်မေးတာကိုအမေချင်းမှန်မှန်ဖြေမယ်မဟုတ်လားမှန်မှန်ဖြေပါမယ်လူကလေးရဲ့လူကလေးကဘာသိကြတာလဲကျွန်တော်ကမေးခွန်းတစ်ခုကိုမေးလိုက်ရအမေချင်းရောကျွန်တော်ဇနီးနဲ့သမီးများပါအတိုင်းမသိအံ့ဩသွားကြပြီပါဇက်အဟောင်းသားနဲ့ငေးငိုင်နေကြလေရောတယ်ကျွန်တော်မေးလိုက်တာတော့ကျွန်တော်အမေကဘာတူလဲအမေချင်းအဲ့ဒါမှန်မှန်ပြောပါအော်ဆုံးသွားတဲ့မင်းကတော့ဟာလူကလေးရဲ့အမေရင်ဘောကွယ်ဒါများအစမ်းလုပ်ပြီးတော့မေးနေရသေးရဲ့ကွယ်အမေချင်းပြောတာမဟုတ်ပါဘူးကျွန်တော်အမေရင်ဟာအမေချင်းပဲအားလုံးကဟာဟင်ဖြစ်ကုန်ကြပြီကျွန်တော်စူးစိုက်ကြည့်နေကြတယ်အော်ဘယ်နဲ့လူကလေးကတော့လေမဟုတ်တာတွေတောက်တီးတောက်တယ်ပြောနေပြန်ပြီအမေချင်းကလူကလေးရဲ့အမေမဟုတ်ပါဘူးကွယ်ဟုတ်တယ်အမေချင်းကကျွန်တော်ရဲ့အမေကျွန်တော်စာချုပ်တွေ့ထားပြီအမေချင်းစာချုပ်ဟုတ်တယ်ကျွန်တော်ဒီနေ့ဖေဖေကိုတအားသတိရနေတယ်ဖေဖေကကျွန်တော်သတိပေးနေရများလားမပြောတတ်ဘူးဖေဖေကိုသတိရလွန်လို့အလွမ်းပြေအနေနဲ့ဖေဖေရဲ့စာအုပ်ဗီဒီယိုမှွေနောက်ပြီးတော့ရှာကြည့်တာအဲ့ဒီဗီဒီယိုတွေကနေဒီစာချုပ်တွေ့တာပဲဘာစာချုပ်လဲကွအမေချင်းကကျွန်တော်ဖေဖေနဲ့မမေတို့ထံမှာအပိုင်ပေးထားတဲ့စာချုပ်အဲ့ဒီစာချုပ်ထဲမှာကျွန်တော်ကအမေချင်းသားဖြစ်တယ်လို့တိတိကျကျဖော်ပြထားတယ်အမေချင်းကကျွန်တော်စကားကိုနားထောင်ရင်တွေ့ဝေစဉ်းစားနေရဲ့အိမ်နောက်မှာတော့ကောက်ခါငင်ကဝင်ပြောလိုက်တော့တယ်အော်အဲ့ဒီစာချုပ်ကလူကလေးရဲ့ဖေဖေလှုပ်ကြံပြီးတော့ရေးထားတဲ့စာချုပ်ဖြစ်ပါလိမ့်မယ်ကွယ်ဟာအမေချင်းကလည်းမဖြစ်နိုင်တာဖေဖေကဘာဖြစ်လို့လှုပ်ကြံရေးရမှာလဲဒီလိုလေလူကလေးရဲ့ဖေဖေကအလွန်အမျှော်မြင်ကြီးတယ်မဟုတ်လားလူကလေးရဲ့ဖေဖေနဲ့မေမေဆုံးသွားကြတဲ့အခါမှာလူလေးစိတ်မကောင်းဖြစ်နေလိမ့်မယ်မိဘကိုလွမ်းနေလိမ့်မယ်အဲ့လိုဖြစ်မှာဆိုပြီးတော့စိတ်မကောင်းတာနည်းနည်းတက်တာသွားအောင်မိဘကိုလွမ်းတာလဲနည်းနည်းပြေပြအောင်လူကလေးရဲ့မေကအမေကျင်ပဲဆိုပြီးတော့လူကလေးဖေဖေကလှုပ်ကြံခဲ့တာဖြစ်မှာပေါ့ကွယ်အမေကျင်ပြောတဲ့စကားရုပ်တိရှိတဲ့ဖြင့်ဟုတ်များဟုတ်လေသလားလို့ကျွန်တော်ကတွေးတောနေစင်မှာအမေကျင်ကပြောပြန်တယ်နောက်ပြီးတော့လူကလေးရဲ့ဖေဖေနဲ့မေမေတို့မရှိရဲ့နောက်အမေကျင်တယောက်တည်းကြံရစ်တဲ့အခါမှာလူကလေးကအမေကျင်ကိုပို့ပြီးတော့ချစ်အောင်ခရူးဆိုင်အောင်လူကလေးဖေကကြံစီခဲ့ရလဲဖြစ်နိုင်ပါတယ်အမေကျင်ရဲ့စကားတွေစာချုပ်ကိုကျွန်တော်တန်တရားဖြစ်လာတယ်ဒါကြောင့်စာချုပ်ကိုတွားယူပြီးတော့တိတ်တိတ်ချာချာကြည့်မိတယ်စာချုပ်ကဟောင်းမြည်လာပြီစာချုပ်ရက်ဆွဲရလဲကျွန်တော်3လသားအရွယ်ရဖြစ်တယ်တေးကြပါအမေချင်းကလှုပ်ကြံပြောလိုက်ခြင်းဖြစ်တယ်မဟုတ်မဟန်လုံးဆက်တွေခင်းမနေပါနဲ့တော့အမေချင်းရင်အမေချင်းကကျွန်တော်အမေရင်ကျွန်တော်ကအမေချင်းရဲ့သားရင်ဟုတ်တယ်မဟုတ်လားထိုအခါမှာတော့အမေချင်းကဘာမှပြောမသားတော့ပဲပြုံးနေလေရတယ်တိတ်ဆိတ်နေခြင်းအဖြစ်ဟုတ်တယ်လို့ဝန်ခံနေလေရတယ်အမလီတော်သေးတာပေါ့ဗျာသားမိမှန်မသိပဲကျွန်တော်တို့နှစ်ယောက်လုံးတေးသွားကြတယ်ဘလောက်အသေးနာစရာကောင်းလိုက်မလဲဗျာအဲ့လိုမှမဟုတ်ပဲအမေချင်းတေးသွားပြီးတော့မှကျွန်တော်ကအမေသားမှန်းသိရင်လေရင်တို့မနာဖြစ်စရာကြီးပဲဒါထက်ကျွန်တော်စကားမဆက်နိုင်တော့ပါအမေချင်းကိုကျွန်တော်မေးလို့ဒီကိစ္စကိုမမေးဝင်အောင်ဖြစ်နေလေရတယ်ထိုကိစ္စကျွန်တော်အဖေကိစ္စဖြစ်တယ်ကျွန်တော်ကကွယ်လွန်သွားပြီဖြစ်တဲ့ဖေဖေကိုအဖေအရင်လို့တစ်သက်လုံးမှတ်ထင်လာခဲ့တယ်သို့တော့ဖေဖေကကျွန်တော်အဖေရင်မဟုတ်ဘူးလို့သိရတဲ့အခါပြောမပြတတ်အောင်စိတ်မကောင်းဖြစ်ရလေရတယ်ကျွန်တော်အဖေရင်ကဘာတူလဲဗမာနေရလဲကျွန်တော်အဖေရင်ကမတိမပြောက်သေးပဲရှိသေးရင်ထိုအဖေနဲ့တွေ့ရပြီအောင်မယ်အဖေကိုဝစ်ကြီးဝစ်ငယ်ပြုစုရအောင်မယ်
သို့တော့ကွယ်လွန်သူဖေဖေကိုကျွန်တော်ဖခင်စင်းရနေထုတ်ပယ်လိုက်ရမိမှာဝမ်းနည်းစရာအကောင်းဆုံးဖြစ်တယ်စိတ်မချမ်းသာစရာအကောင်းဆုံးလည်းဖြစ်တယ်အခုမှကျွန်တော်သိလိုက်တယ်အမေချင်းဒီ၎င်းဖေဖေဒီ၎င်းဟုတ်တိုင်းမှန်ရအောင်ဖွင့်မပြောခြင်းတနည်းပြောရရင်ကျွန်တော်ကအမေချင်းသာဖြစ်ကြောင်းဖွင့်မပြောခြင်းမှာဒီကိစ္စအတွက်ပင်ဖြစ်တယ်ဒီကိစ္စဆိုသည်လားကျွန်တော်ရဲ့အဖေရင်းကိစ္စဖြစ်တယ်တော်ပါသေးတယ်ဖေဖေကွယ်လွန်ပြီးရဲ့နောက်မှာဒီကိစ္စပေါ်လာတဲ့ဖြစ်တော်ပါသေးတယ်ဖေဖေရှိစဉ်တုန်းကသာဖေဖေသားမဟုတ်ကြောင်းကျွန်တော်သိရင်ဖေဖေဘလောက်စိတ်မကောင်းဖြစ်ရှာပြီမလဲကျွန်တော်လည်းအထူးစိတ်မကောင်းဖြစ်ရမယ်ဖေဖေကိုအဖေရင်းစရင်ရဖြတ်ပြီးတခါမှမတွေ့ဘူးမမြင်ဘူးတဲ့သူတယောက်ကိုကျွန်တော်အဖေရင်းလို့အတိမတ်ပြုတ်ရပြီးတော့မယ်ဒီရင်နာစရာကိစ္စကျွန်တော်တွေးမိပြီးမျက်ရည်ဝဲမိရတယ်သို့တော့ကျွန်တော်စမိရဲ့ဇလံကိုကျွန်တော်ဆုံးအောင်ကရပြီးတော့မယ်ကျွန်တော်မမေးချင်တဲ့မေးခွန်းကိုပင်စိတ်မပါပဲမေးလိုက်ရလျော်တယ်အမေချင်းကျွန်တော်အဖေရင်ဟာဘာတူလဲအမေချင်းပြောပြသည်ကိုကြားလိုက်တဲ့အခါကျွန်တော်အံ့ဩလွန်သဖြင့်ဟာကနေထအော်လိုက်မိရတယ်အမေချင်းပြောလိုက်သည်ကတော့လူကလေးရဲ့အဖေရင်ကတော့လူကလေးအဖေပါပဲပြောပြပါဦးအမေချင်းနဲ့ဖေကဘလို့ဖြစ်ခဲ့ကြတာလဲဇက်စုံခင်းပြပါဦးအမေချင်းရဲ့ကျွန်တော်တို့သားမိသားဖ9ယောက်စလုံးဟာအမေချင်းရဲ့မျက်နှာကိုစူးစိုက်ကြည့်ရှုကြပြီးတော့အမေချင်းပြောတဲ့စကားကိုနားဆွနေကြတယ်ဟိုးတော့ဟာပေါ့ကွယ်အမေချင်း10နှစ်သမီးရွယ်တော့ဟာမိဘတွေဆုံးသွားပြီးတော့အားကိုးရမယ်ဖြစ်ပြီးလူကလေးဖေဖေတို့ရဲ့အိမ်မှာအစီကံလုံနေခဲ့တယ်အမေချင်း15နှစ်သမီးအရွယ်မှာလူကလေးရဲ့ဖေဖေနဲ့မှားယွင်းမိခဲ့ကြတယ်အမေချင်းဟာစကားဆက်မပြောဘဲရန်နေတယ်ဖေဖေနဲ့အမေချင်းအပဲကြောင့်မှားယွင်းမိကြသည်ကိုကျွန်တော်ကတွေးတော့စဉ်းစားမိခြင်းနဲ့အမေချင်းပြောကြချက်တူဟာတစ်ထက်သေးလို့ဖြစ်နေလျော်တယ်ဒီလိုမှားယွင်းမိကြတာအကြောင်းရင်းရှိပါတယ်ကွယ်လူကလေးရဲ့မိမိဟာအမြဲတမ်းစူပူတောင်းကြနေရနဲ့လူကလေးရဲ့ဖေဖေကိုစိတ်မချမ်းမသာဖြစ်အောင်အလွန်လုပ်တယ်မဟုတ်လားအိမ်အောင်ตายရမှုဆိုတာလေနည်းနည်းလေးမှမရရှာဘူးဒီတော့ตายရမှုရှာကျင်တာပေါ့ဒါကြောင့်ပဲအမေချင်းနဲ့မှားယွင်းမိကြတာကျွန်တော်လည်းဒီလိုထင်ပါတယ်နောက်ပြီးတော့အမေချင်းကလည်းအတော်လေးချောအတော်လေးလှတာမဟုတ်လားကျွန်တော်နောက်ပြောင်ပြီးတော့ပြောခြင်းမဟုတ်ပါအမေချင်းကငယ်စဉ်ကအလွန်လှတဲ့ဖြစ်လူတိုင်းကအံ့ဩလက်ဖျားခါရတယ်လို့မမေရပြောပူတယ်အခုအဖွားအိုကြီးဖြစ်နေသည့်တိုင်အောင်ငယ်စဉ်ကချောခဲ့လှခဲ့တဲ့ရိတ်လက္ခဏာများကြံရှိနေပါသေးတယ်တနည်းပြောရရင်အမေကြီးကိုအချောအလှကြီးလို့ဆိုနိုင်ပါသေးတယ်ကျွန်တော်ဖေဖေကလူကျော်လူလာမဟုတ်ပါမမေဆိုရင်အတော်လေးအကြီးတန်းနေတို့ဖြစ်ပါလေကျွန်တော်ရဲ့ရုပ်စင်းတံတင့်တယ်နေခြင်းမှာအမေချင်းရဲ့ရှင်သွေးဖြစ်သောကြောင့်မင်းဖြစ်တယ်ပြောပါအောင်ကျွန်တော်အမေချင်းကိုဝင်ရှိတော့မမေစီကဘလူးထွက်ရောဆိုပါတော့မမကသာဟုတ်တိုင်းမှန်ရသည်အမေချင်းကိုတက်တောင်တက်ပြစ်လိုက်မှာပေါ့အဲ့တော့မမကိုအတိမပေးဝင်မယ်လူကလေးဖေဖေနဲ့တိုင်းမင်းကြရတယ်အဲ့တော့အမေချင်းကကိုရင်ကိုဖျက်ချဖို့စိတ်ကူးမထဲကြည့်ဘူးလားအမလေးမတော်တာတွေလူကလေးရဲ့ကိုရင်သွေးလေးကိုဘလို့တက်ပြည့်ရက်ပါမလဲကိုတိုင်းသာအသေးခံပြစ်လိုက်မှာပေါ့ဒါနဲ့ကျွန်တော်ကိုဝင်ရှိလာတော့ဘလို့လုံးကြတော့ဆက်ပြောပါအောင်မေချင်းရဲ့လူကလေးကိုဝင်ရှိတော့လူကလေးရဲ့ဖေဖေကအစီအစဉ်တွေအားလုံးလုပ်ပေးရဲ့ကိုဝင်ရှိစားဆိုတော့ကိုဝင်ရှိမှန်းလဲဘယ်သူမှမသိကြသေးဘူးအမေချင်းနဲ့လူကလေးရဲ့ဖေဖေပဲသိတယ်အဲ့ဒီအချိန်မှာတော့ခဏသွားနေအောင်မယ်ဆိုပြီးတော့အမေချင်းကသွားနေလိုက်တယ်နောက်မကြခင်မှာတော့လူတယောက်နဲ့အမေချင်းနဲ့အကြောင်းပါနေပြီလို့မမနဲ့ကိုစီကိုစာရေးလိုက်တယ်အဲ့လိုစာရေးတော့
မမေကယုံရောလားယုံနေနောက်လူကလေးရဲ့မျက်နှာကိုမြင်တော့လေသားယောက်ျားကလေးမျက်နှာမြင်တဲ့အကြောင်းစာရေးတယ်လူကလေး3 လသားလောက်ရှိတော့အမေချင်းယောက်ျားစုံသွားပြီလို့စာရေးလိုက်တယ်အဲ့တော့မမနဲ့ကိုကိုဟာကလေးကိုခေါ်ပြီးတော့လာခဲ့ပါလို့စာပြန်ရေးရောလူကလေးနဲ့အမေချင်းလာခဲ့ကြတာပေါ့အဲ့တော့မှမမေကကျွန်တော်ကိုမြင်ဘူးတာပေါ့ဟုတ်တယ်လူလေးကိုမြင်တော့မမကတိတ်ချစ်တာလူလေးကလည်းချစ်လဲချစ်စရာကြီးကိုအဲ့တော့မမကပြောတယ်လူကလေးကိုသူ့မွေးစားမယ်တဲ့အဲ့တော့အမေချင်းကပြန်ပြောလိုက်တယ်ကျမသားလေးကိုကျမမခွဲနိုင်ဘူးလို့အဲ့တော့မမညီလေတို့အိမ်မှာနေပြီးတော့ကလေးထိန်လို့တဲ့အဲ့လိုဆိုရင်ညီတို့သားမိအတူနေရမှာတဲ့အဲ့လိုမမကပြောတော့အမေချင်းကစဉ်းစားပါရစီအောင်ဆိုပြီးတော့မမကိုပြန်ပြောပြီးကိုကိုနဲ့တိုင်ပင်ကြည့်တယ်အဲ့မှာလူလေးရဲ့ဖေဖေကပြောတယ်သူမွေးစားခြင်းမွေးစားပလေးစီကိုသားပဲပေါ့တဲ့နောက်ပြီးတော့မမကမွေးစားရင်လူကလေးရဲ့နေထိုင်ရင်ပညာသင်အစအရာရာအားလုံးအဆင်ပြေမယ်လို့လူကလေးရဲ့ဖေဖေကပြောတယ်အဲ့ဒါနဲ့ပဲမမကိုပေးလိုက်ရရောဆိုပါတော့ဒါမဲ့အမေချင်းတက်တက်လုံးစိတ်မချမ်းသာခဲ့တာတော့ကိုရင်သွေးဖြစ်ပါရဲ့နဲ့ကိုသားလို့မပြောရတာသားမိချင်းတယောက်နဲ့တယောက်အမေမှန်းသားမှန်းမသိရတာတော့စဉ်းစားမိတာမေချင်းမျက်ရည်ကျမိရဲ့ဒါမဲ့ငါသားလေးဟာတထေးသားလေးအဖြစ်နဲ့ချမ်းချမ်းသာသာကောင်းကောင်းမွန်မွန်နေရပါလားလို့တွေးပြီးတော့အမေချင်းနေတိုင်းစိတ်ပြေရတယ်တာရဲ့ဖြစ်မှဖြစ်ရလေအမေချင်းရဲ့မေတည်သွားခရရကျွန်တော်မေကအမေချင်းမဲလို့ပြောပြပါလားဘာဖြစ်လို့ဖုံးထားရတာလဲလူကလေးဟာကိုမမတို့ရဲ့သားအရာရှိကြီးလူချမ်းသာကြီးတွေရဲ့သားလို့လူကလေးကိုလူကလေးထင်နေရနေအမေချင်းလို့အစေခံမရဲ့သားဖြစ်နေရသည်လူလေးစိတ်မကောင်းဖြစ်သွားမှစိုးလို့ပါကွယ်ဟာဒါတော့အမေချင်းကတွေးပြီးတော့စိုးရိမ်တာပါကျွန်တော်ကအမေချင်းလက်ပေါ်မှာကြီးလာရလို့အမေချင်းကိုပဲအမေရင်းလို့ချစ်နေရအောင်အမေချင်းကတိရတာနဲ့ဗျာအမေရင်းလို့ချစ်တာနဲ့အမေရင်းဖြစ်မှန်းသိတာနဲ့ဟာတခြားစီပဲလူကလေးရဲ့ထားပါတော့ဗျာအရင်ကဟာတွေထားပါတော့လေအခုအမေချင်းနဲ့ကျွန်တော်ကအမေမှန်းသားမှန်းသိကြရတော့အမေချင်းဝမ်းမသာဘူးလားယင်မေးတတ်ပါလေလူကလေးရဲ့အမေချင်းလေဘလို့ဝမ်းနေမှန်းတော့မသိတော့ဘူးအမေချင်းဝမ်းသာပုံလဲပြောမပြတတ်တော့ပါဘူးကွယ်သိမ့်ထီပေါက်ခဲ့ရင်တော့အမေချင်းဒီလောက်ဝမ်းသာမယ်မထင်ဘူးနောက်ပြီးတော့လူကလေးကိုလည်းအမေချင်းကျေးဇူးတင်တယ်ကျွန်တော်ဘာဖြစ်လို့ကျေးဇူးတင်တာလဲအမေချင်းရဲ့လူကလေးကဒီအကြောင်းတွေကိုဖွင့်ပြောပြီလို့သာအမေချင်းဝမ်းသာရတာပေါ့ကလေးမွေးစားတဲ့အစာချုပ်တွေးပြီမယ်လူကလေးသာဖုံးထားမယ်ဆိုရင်အမေချင်းတည်သည့်တိုင်အောင်စိတ်ချမ်းသာရတော့မှမဟုတ်ဘူးကွယ်နောက်ပြီးတော့လူကလေးရဲ့မမေကိုလည်းကျေးဇူးတင်ထိုက်ပါတယ်ကွယ်မမေကဘာလို့ကျေးဇူးတင်ထိုက်တာလဲအမေချင်းရဲ့ကားရင်မဟုတ်ပြီမေကားရင်နဲ့မချလူကလေးကိုချစ်ရှာတယ်ခရူးဆိုင်ရှာတယ်ကွယ်အမေချင်းပြောခါမှာသွားလေသူမေကိုတတိယပြီးကျေးဇူးတင်မိရတယ်ကျွန်တော်ကအမေချင်းနဲ့တာမန်အမေမှန်တိကြပြီဖြစ်တဲ့ဖြစ်အင်မတန်ဝမ်းသာလာတယ်သို့တော့စိတ်မကောင်းခြင်းတစ်ခုဖြစ်မိသည်ကတော့ကျွန်တော်ဇနီးမအေးမီဟာကျွန်တော်အထင်မြင်သေးလေမလားလို့တွေးမိခြင်းကြောင့်ဖြစ်တယ်သို့တော့မအေးမီရဲ့စကားကိုကြားလိုက်ရတဲ့အခါကျွန်တော်မှာအံ့ဩခြင်းဝမ်းသာခြင်းဖြစ်ရလေရောတယ်ဆရာအခုမှသိတာ哦
ကျမတို့ကတော့ဆရာအတော့တာဖြစ်တဲ့အကြောင်းကျမတို့ရွာမှာဆရာတို့လာနေရကျမကသိပြီးသားပါဆရာစိတ်မကောင်းဖြစ်မှာဆိုလို့ကျမဖွင့်မပြောတာပါဆရာရဲ့ချစ်ပရိသတ်များအခုနားဆင်ခံစားခဲ့ရတာကတော့စာရေးသူရန်အောင်ရေးသားထားတဲ့အစေခံမဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ခံစားခဲ့ရတာဖြစ်ပါတယ်။ဒေဝီနဲ့တူဇာတ်လမ်းလေးကိုအစမအဆုံးတိုင်းလိုက်ပါပြီးတော့အတူတူနားဆင်ပေးခဲ့ကြလို့လေအားလုံးကျေးဇူးများတင်ပါတယ်။ချစ်ပရိသတ်တို့ရဲ့ဘဝမှာလည်းအချိန်တိုင်းနေ့ရက်တိုင်းမှာကံကောင်းပျော်ရွှင်နိုင်ကြပါစေ။နောက်ရက်ဒီမှာလည်းဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့တူပြန်လာခဲ့ပါအောင်မေရှင်။